ဒီကနေ့ညပိဿပေါင်းတော်ကောင်းတို့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုနာယူကြည်ညိုခွင့်ရကြတယ်။ဦးဇင်းတို့လည်းပဲမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုဟောကြားခွင့်ရပါတယ်။ဒီတော့ဒီကနေ့ညပိဿပေါင်းတော်ကောင်းတို့ကိုဦးဇင်းတို့ဗတရားဟောမှာတော့ဆိုလို့ရှိရဲ့ခုတကနိကေဓမ္မပဒပါဠိတော်မှာလာရှိတဲ့ဘာဝေယကဟဋ္ဌဝိတ္ထုကိုအခြေခံပြီးတော့အခွင့်တန်တုံးလွတ်အောင်ယုံလို့တရားကောင်းခြင်းပြီးပိဿပေါင်းတော်ကောင်းတို့ကိုဦးဇင်းတို့ဟောပါမယ်။တရားဓမ္မတို့ဦးဇင်းတို့ဒီတရားကိုဘယ်လိုရည်ရွယ်ချက်နဲ့ဦးဇင်းတို့ဟောတာတော့ဆိုလို့ရှိရင်မိမိတို့မှာရရှိနေတဲ့အခွင့်အရေးအဲ့ဒီအခွင့်အရေးဟာဘယ်လောက်ကြီးကျယ်တယ်လဲဘယ်လောက်မြင့်မြတ်တယ်လဲဘယ်လောက်တန်ဖိုးရှိတယ်လဲပြီးရင်အဲ့ဒီအခွင့်အရေးဟာဘယ်လောက်ရခဲ့တဲ့အခွင့်အရေးဖြစ်တယ်လဲတနည်းအားဖြင့်လူဘဝရဲ့တန်ဖိုးလူဘဝရဲ့ရနိုင်ခဲ့တဲ့အခြေအနေအဲ့ဒီအခြေအနေနှစ်ရပ်ကိုကောင်းကောင်းနားလည်ပြီးတော့တန်ဖိုးရှိတဲ့လူဘဝကိုရတဲ့အခိုက်အတန့်မှာတန်ဖိုးရှိတဲ့အလုပ်တွေကိုလုပ်ဖြစ်သွားစေဖို့တန်ဖိုးရှိလာပါတယ်ဆိုတဲ့လူဘဝနဲ့ထိုက်တန်တဲ့အလုပ်ကိုလုပ်ဖြစ်သွားစေဖို့နောက်ပြီးတော့လူဘဝဆိုတာရနိုင်ခဲ့တဲ့ဘဝတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒီရနိုင်ခဲ့တဲ့ဘဝကိုရတဲ့အခိုက်အတန့်မှာလုပ်နိုင်ခဲ့တဲ့တန်ဖိုးရှိတဲ့အလုပ်တွေကိုလုပ်ဖြစ်သွားဖို့ဒီလိုအခွင့်အာဏာနေပါလေခင်နဲ့အကေပြမြန်တရားဓမ္မတို့ဦးဇင်းတို့အကြောင်းအမျိုးမျိုးကြောင့်မြင့်မြတ်တဲ့အလုပ်တန်ဖိုးရှိတဲ့အလုပ်တွေကိုမလုပ်ဖြစ်လိုက်ဘူးချွတ်ချော်တိမ်မသွားတယ်ဆိုလို့ရှိရင်ဒါမိမိတို့အတွက်အလွန်မှနစ်နာတယ်ဆိုတာကိုသတိထားမိစေဖို့ရည်ရွယ်ပြီးတော့အခွင့်အာဏာတုံးလွတ်အောင်ယုံလို့တရားကောင်းစဉ်ပေးပြီးတော့ဦးဇင်းတို့ဟောပါမယ်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတ္တဉာဏ်တည်းဟူသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုတိမြတ်လို့ရှိခိုးပူတော်ကြအောင်စုအလုံးလက်အုပ်ချီမှုပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယံပညာပိဇောထဝိယတမောဟဓမ္မသာနရမရလောကကရုံဝနိဒုက္ကတံဂတိဝိမု ക്ത ကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလေးရှိတော်မူပါပေထသောပညာပိဇောထဝိယတမောဟဓမ္မအရဟတမတိဟုသောအယဝလင်းဖြင့်ဝိဇာတိဟုသောမိမ္မောင်ကိုဖေခွာတော်မူပြီးထသောသာနရမရလောကကရုံလူနာမြမတ္တဝါနန္ဒတို့ဤကြောက်တိတန်တို့အလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂတိဝိမု ക്ത ဒီဝမနုဿနိတယနှင့်ပေတတရိစ္ဆာလာယရှိငါတန်သောဂတိတို့မှလိအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ရှို့တော်မူပါပေထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်နာပရမကဲ့သို့ပြတ်သားတဲ့နှင့်သိမြင်ပေတတ်ဘုရားရှင်ကိုတော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်မမူယုံနန္ဒပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနေဝနာမှာကာယဝစီမနောချီသုံးလီဒွါရပနာမဖြင့်ဒုက္ခရိုကျိုးလက်ဆုံမောဟရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားအခွင့်အာဏာတုံးလွတ်အောင်ယုံတဲ့စတင်ပြီးတော့နာယူကြည်ညိုရရအောင်ဗျာဘုရားရှင်ကိုရောမြတ်ကြီးသာဝတိပြည်မွန်စီတော်ကျောင်းတိုက်တော်မှာတရင်သုံးတော်မူစဉ်ကာလကောသလမင်းကြီးရဲ့တစ်ချိန်လုံးကတိုက်ပွဲပေါင်းများစွာကိုအနိုင်ရအောင်တိုက်ပြီးတော့ပေးခဲ့ဘူးတဲ့ပါဝိယကလို့အမည်ရတဲ့ဆင်ကြီးတစ်ကောင်ရှိတယ်တဲ့အဲ့ဒီဆင်ကြီးအသက်ကြီးလာတဲ့အခါကျတော့ကောသလမင်းကြီးကဆင်ကြီးကိုဖေးမဲ့ပေးတယ်လို့ဆင်ကြီးကသွားခြင်းရသွားလာခြင်းရလာစားခြင်းရစားဒီလိုနေတယ်ပေါ့အဲ့လိုနေရင်တနေ့တော့သာဝတိမြို့ရဲ့အရှိတ်မှာရှိတယ်နော်ကြာရီပေါက်နေတဲ့ရေကန်တွေကိုကြာဆွဲကြာရင်းတွေကိုစားဖို့ဆိုပြီးတော့အဲ့ဒီဆင်ကြီးကဆင်းတယ်အဲ့လိုဆင်းရင်နဲ့ကြာဆွဲကြာရင်းတွေကိုသူစားရင်တောင်းရင်ရှာရင်ဖွင့်ရင်နဲ့အဲ့ဒီရေကန်ရဲ့ရွှွန့်နွန်နေမှာအဲ့ဒီဆင်ကြီးဟာနစ်တယ်တဲ့အဲ့လိုနစ်တဲ့အခါကျတော့ဆင်ကြီးကပြန်ပြီးတော့မယုံနိုင်တော့ဘူးဆင်ကြီးကအိုလဲအိုပြီးအသက်လဲကြီးပြီဆိုတော့ခွန်အားနည်းနေတယ်ပေါ့အဲ့လိုမယုံနိုင်တာကိုရှင်ဦးကြီးကသိတဲ့အခါဘုရင်မင်းမြတ်ကိုသွားပြီးတော့တော်ဦးတင်တယ်ဒီလိုဒီကြောင်းမဲ့ဆင်ကြီးကတော့ရွှွန့်နွန်နဲ့နစ်နေတယ်ဒါဘယ်လိုလုပ်ရမလဲပေါ့အဲ့လိုပြောတဲ့အခါကျတော့မင်းကြီးကကဲအဲ့ဒါမင်းဘယ်လိုလုပ်ချင်လဲအဲ့ဒီမှာဆင်ဦးကြီးကဉာဏ်ရှိတဲ့အတွက်ကြောင့်ဒီဆင်ကြီးကတစ်ချိန်လုံးကစစ်ပွဲတွေမှာအကျိုးမှန်တဲ့အောင်မြင်အောင်တိုက်ခိုက်ပေးခဲ့တဲ့ဆင်ကြီးစစ်စိတ်စစ်သွေးအလွန်မှထက်သန်တဲ့ဆင်ကြီးဒါကြောင့်ဒီဆင်ကြီးကိုဒီရွှွန့်ညွန်နေတဲ့ကနေယုံထွက်သွားအောင်ပံ့ပိုးတဲ့နေရာမှာ
ရုပ်ပိုင်းဆိုင်ရာခွန်အားကိုပေးဖို့ဆိုတာတော့မဖြစ်နိုင်တော့ဘူးဒါကြောင့်စိတ်ပိုင်းဆိုင်ရာခွန်အားကိုပေးကြည့်မယ်ဆိုတဲ့စိတ်ကူးနဲ့အဲ့ဒါရှင်ဦးကြီးကဘယင်မင်းမြတ်စီကနေပြီးတော့ဟိုစစ်တီတွေနော်စစ်မောင်းတွေစစ်စီတွေအဲ့ဒါတွေကိုသူကခိတ္တခဏနော်ဘယင်စီကနေငှားပြီးတော့ယူတယ်ယူပြီးတော့အဲ့ဒီစင်ကြီးနာကိုသွားပြီးတော့နော်စစ်သားတွေစစ်တိုက်တဲ့ဟာစစ်စီတွေကိုတီးတယ်စစ်မောင်းတွေကိုထုတယ်လိုက်ကြခိုက်ကြလို့အဲ့ဒါလို့အတန်တွေပေးတဲ့အခါကျတော့စင်ကြီးကတကယ်စစ်ပွဲတွေကိုရောက်နေတယ်လို့သူ့ကိုယ်သူထင်သွားတယ်ပေါ့အဲ့ဒါနဲ့သူ့ရဲ့စိတ်တွေတက်ကြွပြီးတော့တခါတည်းရုန်းကန်လိုက်တာအဲ့ဒီရွှံ့ညွန်နေတဲ့ကနေပြီးတော့လွတ်မြောက်သွားတယ်တဲ့အဲ့ဒီစင်ကြီးဟုတ်လားအဲ့လိုလွတ်မြောက်သွားတာကိုစင်ကြီးကိုစင်ဦးကြီးကဒီလိုနော်ရွှံ့ညွန်နေတဲ့ကနေလွတ်မြောက်အောင်နော်ကြိုးစားအားထုတ်ကြတာကိုဒီကံရဲ့ဘေးကနေပြီးတော့လူတွေကဝိုင်းပြီးတော့ကြည်ကြအဲ့ဒီထဲမှာလည်းပဲဆွမ်းကံပြန်လာတဲ့ယဟန်တော်တချို့လည်းပါတယ်အဲ့ဒါကိုကြည်ရင်းနဲ့ယဟန်တော်ရဲ့စိတ်ထဲမှာအံ့ဩတယ်ပေါ့ဘာအံ့ဩလဲဆိုတော့အော်စိတ်တက်ရဲ့ခွန်အားဟာအင်မတန်အားကြီးပါလားအစားတုန်းကမယုံနိုင်တဲ့စင်ကြီးဟာစိတ်တက်မှာအားတက်လာတာနဲ့ငကိုယ်တုန်းကမလုံနိုင်တဲ့အလုပ်ကိုလုံနိုင်သွားတယ်အဲ့ဒါနဲ့မြတ်စွာဘုရားကြီးရောက်တဲ့အခါကျတော့ဒီလိုဒီအကြောင်းသူတို့တွေ့ခဲ့တဲ့ကြုံခဲ့တဲ့အကြောင်းအရာကိုမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားအစားတုန်းကမယုံနိုင်တဲ့စင်ကြီးဟာစိတ်တက်မှာခွန်အားတွေတက်လဲလာပြီလဲဆိုရောအဲ့ဒီရွှွညွန်နေတဲ့ကနေယုံထွက်သွားနိုင်တယ်ဗျာအဲ့ဒါကိုမြတ်စွာဘုရားကနားထောင်တော်မူပြီးတော့စကားနောက်မှာတရားပါအောင်မြတ်စွာဘုရားကကြိုးစားအထုတ်တယ်နော်ဒီစင်ကြီးကပဂတိရွှွညွန်နေတဲ့ကနေပြီးတော့ယုံထွက်သွားနိုင်အောင်ကြိုးစားအထုတ်သွားတာအဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကဘာပြောလိုက်တုံးဆိုတော့စိတ္တတို့တဲ့အဲ့ဒီပဂတိစင်ကြီးဟာပဂတိရွှွညွန်နေတဲ့ကနေသူ့ကိုယ်သူလွတ်မြောက်သွားအောင်ကြိုးစားအထုတ်တယ်လို့သင်္ချစ်သားတို့လည်းပဲဒီဆင်းရဲလာတဲ့တန်တရားဝိတ္တုခါတွေကဒီပူလောင်လာတဲ့ရှုပ်ထွေးလာတဲ့ကိလေသာတွေတဲကနေပြီးတော့မိမိကိုယ်ကိုလွတ်မြောက်အောင်ယုံကန်နိုင်ရမယ်တနည်းအားဖြင့်မိမိရဲ့စိတ်ကလေးဟာကိလေသာတွေထဲမှာနှိမ့်မွနေတာပဲများတယ်အဲ့ဒီအနေအထားကနေပြီးတော့စိတ်ကလေးကိုကိလေသာဒီဟုသောရွှွညွန်နေတဲ့ကနေလွတ်မြောက်အောင်သင်တို့လည်းပဲကြိုးစားအထောက်ရမယ်မိမိကိုယ်ကိုတန်တရားဝိဆင်းရဲကလွတ်မြောက်အောင်ကြိုးစားအထောက်ရမယ်ဆိုတာဒီစိတ်ကိုကိလေသာကနေလွတ်မြောက်အောင်ကြိုးစားအထောက်ရမယ်လို့ပြောတာနဲ့အတူတူပဲဟုတ်လားစိတ်ဟာကိလေသာကမလွတ်ဖဲနဲ့တတ္တဝါဟာလည်းပဲတန်တရားဒုက္ခကမလွတ်မြောက်နိုင်ဘူးနော်အဲ့ဒီမှာမြတ်စွာဘုရားကဂါထာလေးတစ်ပုဒ်ဟောတယ်အဲ့ဒီဂါထာလေးကတော့နော်ဒေသနာတော်ရဲ့အစီအနှစ်လို့ပြောလို့ရမယ်လို့ဦးဇင်းထင်ပါတယ်။ဘာပြောလဲဆိုတော့အပမဒရတဟောတာသစိတမနုရကတဒုက္ခဥဒ္ဒရထတနံပင်ကေတန်နောဝကုံစရောအဓိပ္ပာယ်ကဘာပြောလို့ဆိုတော့အပမဒရတဟောတာမမိမလျောခြင်းအပမဒတရား၌မွေလျောကြကုန်သည်ဖြစ်ကုန်တော့နံပါတ်1မြတ်စွာဘုရားတိုက်တွန်းလိုက်တယ်အပမဒဆိုတဲ့မမိမလျောမှုမှာသင်္ချစ်သားတို့ပြောနိုင်ရပြီတဲ့နော်အပမဒရတဟောတာနောက်သစိတ်တမနုရကတသာစိတ်တမိမိရဲ့စိတ်ကိုအနုရကတအစဉ်ဆောင်စည်းကုန်တော့ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းစောင့်ရှောက်နိုင်ရမယ်ထိမ့်သိမ့်နိုင်ရမယ်ဒါနှစ်အချက်ပြီးတော့ဗာဆက်ပြောတော့ဆိုတော့ပင်ကေညုံမြောင်း၌တန်တော့နေ့ရွနေသောကုံစတော်စင်မြောင်ကြီးသည်အတ္တနမိမိကိုဒုက္ခပဂတိရွှွညွန်တို့မှာဥဒ္ဒရတိဤဝထုတ်ဆောင်လေပြီးတကဲ့သို့တုံမေပိသင်္ချင်သားတို့သည်လေဒုက္ခကိလေသာတိဘုသောညုံမြောင်း၌နေ့ရွနေသောအတ္တနမိမိကိုဥဒ္ဒရထထုတ်ဆောင်ကြကုန်လောပဂတိရှင်ကြီးဟာပဂတိရွှွညွန်နေတဲ့ကနေလွတ်မြောက်အောင်ယုံထွက်သွားနိုင်တယ်လို့မျိုးသင်္ချင်သားတို့ဟာလည်းပဲတန်တရားဝိဒုက္ခကနေလွတ်မြောက်အောင်ယုံထွက်ရမယ်တနည်းအားဖြင့်ကိလေသာဒီဟုသောရွှွညွန်နေတဲ့မှာနစ်မောနေတဲ့မိမိရဲ့စိတ်ကိုထုတ်ဆောင်နိုင်ရမယ်လို့မြတ်စွာဘုရားကအဲ့ဒီမှာအချက်၃ချက်ဟောတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဥရှင်တို့ပေးတဲ့ပေါင်းတော်ကောင်းတို့ဟိုတန်တရားဝိရှင်ရဲ့ကနေလွတ်မြောက်အောင်ယုံထွက်မယ်ဆိုလို့ရှိရင်ဘယ်လိုအည်အသွေးအင်္ဂါရက်တွေလွတ်အပ်တယ်လဲဆိုတာကိုဒီကထာလေးကတနည်းတစ်ပုံအဖြစ်ပြောပြထားတယ်လို့ဒကာဓမ္မတို့ဥရှင်တို့နားလည်ထားရမယ်ပေါ့နော်တန်တရားဝိရှင်ရဲ့ကလွတ်မြောက်ခြင်းနဲ့ဆိုရင်နံပါတ်1မမေ့မလျော့မှုဆိုတဲ့အပမနာတရားမှာယုံမွေးနိုင်ရမယ်နံပါတ်2သစိတ်တမနုရခထမိမိရဲ့စိတ်ကိုအမြဲတမ်းစောင့်ကြည့်နိုင်ရမယ်ဒါဆိုလို့ရှိရင်အဲ့ဒီအင်္ဂါရနှစ်ပါးနဲ့ပြည့်စုံခြင်းဒီပင်လေအဲ့ဒါမိမိကိုယ်ကိုကိလေသာဒီဟုသောရွှွညွန်နေကနေပြီးတော့ဒီစိတ်ကိုလွတ်မြောက်အောင်ယုံထွက်နေတာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဟုတ်ရလားအဲ့တော့ဦးဇင်းတို့ဒီနေရာမှာမမေ့မလျော့မှုမှာပျော်မွေးရမယ်ဆိုတာလေနော်မမေ့မလျော့မှုမှာဘယ်လိုပျော်မွေးရမှာလဲမမေ့မလျော့မှုဆိုတဲ့အပမနာတရားကနေပယ်ကအလွန်ကျယ်တယ်ဗျနော်သူ့ကိုဦးဇင်းတို့အတိတ်ပဲမိအောင်ပြောဖို့ဆိုတာတော်တော်မလွယ်တဲ့ကိစ္စနော်အနှစ်ချုပ်ပြောရင်တော့အပမာဒဆိုတာတတိပါပဲသို့တော့သူ့ကိုအကျေပြောမယ်ဆိုတော့အလွန်ကျယ်ပြန့်တဲ့သဘောရှိတယ်ဘယ်လောက်ထိကျယ်ပြန့်လဲဆိုလို့ရှိရင်မြတ်စွာဘုရားဟောထားတာတခုရှိတယ်ကုန်းတော်ဝါရဲ့ခြေရာမှန်သမျှဆင်ခြေရာဟာအကြီးဆုံးပဲတဲ့ဘယ်ကုန်းတော်ဝါရဲ့ခြေရာမျိုးကိုမဆိုဆင်ခြေရာတွေကိုထည့်လိုက်တယ်ဆိုလို့ရှိရင်အကျုံးဝင်သွားရတယ်အဲ့ဒါလိုပဲသူတော်ကောင်းတရားတွေထဲမှာအပမာဒတည်အကြီးကျယ်ဆုံးပဲ
ဘယ်သူတော်ကောင်းတရားမျိုးကိုမဆိုအပမာဒတွေကိုထည့်လိုက်ရင်အကျုံးဝင်သွားရတယ်အဲ့ဒါလောက်ကြီးကျယ်တယ်ပေါ့အပမာဒဆိုတာအဲ့တော့အဲ့ဒီအပမာဒရဲ့လိုရင်းအတိပ္ပယ်ကဘာလဲဆိုရင်မမေ့တာမမေ့တာကလည်းပဲဦးဇင်းတို့စဉ်းစားလို့ရတာရံ့ကန်ရပြောမယ်ဆိုတော့အများကြီးပေါ့ဒါပေမဲ့ဦးဇင်းတို့အနှစ်ချုပ်ပြောမယ်ဆိုလို့ရှိရင်မမေ့ခြင်းဒီအကျဉ်းများဖြင့်2မျိုးလို့မှတ်သားတဲ့တယ်နောက်ကုသိုလ်ကောင်းမှုကိုမမေ့တဲ့မမေ့ခြင်းတစ်မျိုးရှိတယ်တဘာဝတရားတွေရဲ့သဘောလက္ခဏာကိုသိမြင်နားလည်အောင်ကြိုးစားအထောက်ပြီးတော့ဒီတဘာဝတရားတွေဟာဘယ်လိုသဘောရှိတယ်ဆိုတာကိုမမေ့မလျော့သိရမယ်မြင်ရမယ်ပေါ့ဒီနေရာဖြင့်တဘာဝတရားကိုမမေ့နဲ့ဘယ်နှချက်လဲဗျာနှစ်ချက်နော်ကုသိုလ်တရားကိုမမေ့ကုသိုလ်တရားမမေ့ဘူးဆိုတာကြတော့ဒါနပြုမယ်သီလစောင့်တည်မယ်ဘာဝနာတရားပွားများမယ်အနှစ်ချုပ်တာပဲပေါ့တဘာဝတရားကိုမမေ့နဲ့ဆိုတာကြတော့သူကအလွန်ကျပြန့်သွားပြီနော်တဘာဝတရားဆိုတာကအကျဉ်းမြင်ပြောရရင်ဒီယုတ်တဏ္ဍသင်္ခါရတရားလို့ဆိုရပါစို့နော်ဒီတရားတွေဟာတကယ်တမ်းကတော့အနိစ္စသဘောမမြဲတဲ့သဘောဖြစ်တယ်ဒုက္ခသဘောဆင်းရဲတဲ့သဘောဖြစ်တယ်အနတ္တသဘောအနှစ်သာရမရှိမစိုးပိုင်တဲ့သဘောဖြစ်တယ်ဒီသဘောတဘာဝ၃ချက်ကိုမမေ့နဲ့ဒါဆိုရင်လည်းတဘာဝတရားကိုမမေ့ရမရောက်ဘူးလားရောက်တယ်နောက်တစ်ချက်ဦးဇင်းတို့အလွန်မှကျေပြန့်ပြီးတော့အလွန်မှစဉ်းစားတဲ့နဲ့မမေ့တဲ့အရာ၅မျိုးလောက်ဦးဇင်းတို့အကြံဉာဏ်လေးပြောကြတယ်မြတ်စွာဘုရားကအဲ့ဒီအရာကိုဘယ်လောက်ထိမမေ့တဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့နော်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်နော်ဘယ်လိုလူမျိုးမဆိုဒီအကြောင်း၅ခုကိုအမြဲတမ်းစဉ်းစားတဲ့နဲ့ဆင်ခြင်တဲ့နေတဲ့ဟုတ်လားနော်လူပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်ယောက်ျားပဲမိန်းမပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့အခုပြောမယ့်အချက်၅ချက်ကိုအမြဲတမ်းစဉ်းစားတဲ့နေအမြဲတမ်းဆိုတဲ့စကားလေးကိုပါဠိလိုပြောရရင်တော့အဘိနဆိုတာအမြဲတမ်းဒါကြောင့်ဦးဇင်းတို့အဲ့ဒီတုတ်တန်လေးကိုအဘိနတုတ်တန်ဆိုပြီးနာမည်ပေးတာရှိတယ်အမြဲတမ်းစဉ်းစားရမယ်ဆိုမမေ့နဲ့အဲ့ဒီအချက်၅ချက်ကဘာတုံးဆိုတော့တစ်အချက်ငါခန္ဓာကိုယ်ကြီးဒီတဖြည်းဖြည်းနဲ့အိုမဲလာတယ်ဟောင်းနွမ်းလာတယ်ဆွေးမြေ့လာတယ်ဒါဟာအမှန်တရားဖြစ်တယ်အဲ့ဒီခန္ဓာကိုယ်ရဲ့အိုတက်တဲ့သဘာဝကိုမမေ့ရအောင်ဒီသဘောကိုငါဘယ်လိုမှမလွန်မြောက်နိုင်ဘူးငါခန္ဓာကိုယ်ဟာဒီသဘောရှိတယ်ဒီတိုင်းဖြစ်လိမ့်မယ်ဘာလဲဒီတိုင်းဆိုတာကအိုမဲရလိမ့်မယ်ဟုတ်လားအဲ့ဒီအချက်ကိုမမေ့ရဘူးတဲ့ဟုတ်လားနောက်ပြီးတော့ငါခန္ဓာကိုယ်ကြီးဒီနာကျင်ခြင်းသဘောရှိတယ်နာကျင်ခြင်းသဘောတရားကိုဘယ်လိုမှမလွန်မြောက်နိုင်ဘူးနော်ခန္ဓာကိုယ်ဟာအသုံးကြလာတော့နော်အခိုင်များတဲ့စက်တလုံးလိုချွေရင်းချက်တွေများလာပြီးတော့နာကျင်ကြိုက်ခဲခြင်းဆိုတဲ့ဝေဒနာတွေကိုသူကပြပြီးတော့ဟိုနာကမကောင်းတော့ပါဘူးဒီနာကမကောင်းတော့ပါဘူးဆိုတာကိုသူကအလကားပြောတာမဟုတ်နာကျင်ခြင်းသဘောကိုပြပြီးမှပြောတာဟုတ်လားအဲ့ဒီနာကျင်တဲ့သဘောကိုဒီခန္ဓာကိုယ်ကြီးဟာမလွန်မြောက်နိုင်ဘူးမကျော်လွှားနိုင်ဘူးဒီသဘောရှိတယ်ဒါကိုလည်းပဲမမေ့ရအောင်စဉ်းစားရဟုတ်လားနောက်ပြီးရင်ဒီခန္ဓာဒီတစ်နေ့အပြည့်စည်းကြီးပျက်စီးရလိမ့်မယ်နော်တည်ဆုံးရလိမ့်မယ်ကွယ်လွန်ရလိမ့်မယ်ပျောက်ပြဲရလိမ့်မယ်နော်အဲ့ဒီအချက်ကိုဘယ်သူမှမကျော်လွှားနိုင်ဘူးဒီသဘောရှိတယ်ဒီခန္ဓာကိုယ်ကြီးဟာလို့အဲ့ဒါလို့တစ်နေ့တစ်ချိန်မှာတေချာမောက်တွေ့ရမယ်ဒီတေခြင်းတရားကိုလည်းအမြဲတမ်းစဉ်းစားရမယ်မမေ့နဲ့သုံးချက်ရှိပြီနော်နောက်မမေ့ရမှာကဘာလဲဆိုတော့ဦးဇင်းတို့လူတိုင်းမှာချစ်ခင်မြတ်နိုးအပ်သောတက်ရှိတက်မဲ့ဆိုတဲ့အရာတွေလူတိုင်းမှာကိုယ်အတိုင်းတာနဲ့ကိုရှိကြတယ်တော့ချစ်ခင်မြတ်နိုးအပ်သောအရာပေါ့နော်တဗ္ဗေဟိမေပိယေဟိမနာပေဟိနာနာဘာဝဝိနာဘာဝလို့မြတ်စွာဘုရားကတော့ဟောတာပေါ့နော်အလုံးစုံသောချစ်အပ်သားရအပ်မြတ်နိုးအပ်သောတက်ရှိတွေလည်းရှိတယ်တက်မဲ့တွေလည်းရှိတယ်အဲ့ဒီချစ်ခင်မြတ်နိုးတွေ့တာအပ်တဲ့မိမိပတ်ဝန်းကျင်မှာရှိတဲ့မိမိပိုင်တဲ့မိမိဆိုင်တယ်လို့ထင်ထားရတဲ့ဟုတ်လားအဲ့ဒီတက်ရှိတက်မဲ့ဆိုတဲ့အရာတွေနဲ့တစ်ချိန်မှာငါဒီတေချာပေါက်ခွဲခွာရလိမ့်မယ်ဒါဟာအမှန်တရားပဲနော်အဲ့ဒီခွဲခွာရလိမ့်မယ်ကွဲကွာရလိမ့်မယ်ဆိုတဲ့အချက်ကိုလည်းပဲတရားဓမ္မတို့ဦးဇင်းတို့တွေအဘိနအမြဲတမ်းစဉ်းစားရမယ်မမေ့နဲ့ဟုတ်လားနောက်ပြီးတော့တတ္တဝါမှန်တယ်များကိုပြုတ်ထားတဲ့အမှုအားလျော်စွာကိုပြုတ်ထားတဲ့ကံအားလျော်စွာကောင်းခြင်းဆိုခြင်းချမ်းသာခြင်းဆင်းရဲခြင်းဆိုတာရရှိနေကြတာတဲ့ပြောရရင်ကလျာဏဝါပပကံဝါနောက်ကောင်းတာပဲဖြစ်ဖြစ်ဆိုတာပဲဖြစ်ဖြစ်ယံကမ္မံဂရိတ္တိအဲ့ဒီကံကိုပြုတ်မယ်ဆိုလို့ရှိရင်တတ္တကမ္မတ္တဒါယတော်ဘဝိတ္တမိအဲ့ဒီကံရဲ့ကောင်းမွေဆိုးမွေကိုကိုယ်တိုင်ပဲခံစားရလိမ့်မယ်ဒါရှောင်လွဲလို့မရနိုင်ဘူးကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်အဲ့ဒီအချက်ဟာလည်းပဲအမှန်တရားဖြစ်တယ်အမြဲတမ်းစဉ်းစားတဲ့အချက်ဖြစ်တယ်မမေ့တဲ့အရာဖြစ်တယ်အမြဲတမ်းစဉ်းစားတဲ့နဲ့မမေ့တဲ့အရာဘယ်နှချက်လဲ၅ချက်ဒါတဘာဝတရားကိုမမေ့သင့်ဘူးဆိုတာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအကျယ်အတိပဲခွဲထွက်ကြည့်တာပေါ့လေဟုတ်ရဲ့လားအိုတာကိုမမေ့ရဘူးနာတာကိုမမေ့ရဘူးသေတာကိုမမေ့ရဘူးဝဲကွာရမယ်ဆိုတဲ့အချက်ကိုမမေ့ရဘူးကိုပြုတ်ထားတဲ့ကံအားလျော်စွာကိုခံရလိမ့်မယ်စားရလိမ့်မယ်ဆိုတာကိုမမေ့ရအောင်အဲ့ဒါတွေကိုဆင်ခြင်မယ်ဆိုရင်ဘလို့အကျိုးရှိလဲတဲ့စကားလေးကစက်မိနေတော့သိမ့်မရှိပါဘူးပြောဦးမယ်ဟုတ်လားအိုခြင်းတရားကိုမမေ့ဘူးအိုခြင်းတရားကိုစဉ်းစားမယ်ဆင်ခြင်မယ်ဆိုလို့ရှိရင်တဲ့ဝရမန်ဆိုတဲ့ဟုတ်လားငါအရွယ်ရှိသေးတယ်ဆိုတဲ့မန်ကိုပယ်ရှားနိုင်တယ်အဲ့ဒီမန်ကမကောင်းသူကဒုစရိုက်မှုတွေကိုပြုမိတတ်တယ်ငယ်သေးတယ်အရွယ်ရှိသေးတယ်ဆိုတဲ့မန်မကောင်း
ဟုတ်လားအဲ့ဒီမကောင်းတဲ့မန်ကိုအိုခြင်းကိုအမှတ်ရခြင်းမမေ့ခြင်းကပယ်ရှားနိုင်တယ်နာခြင်းကိုစဉ်းစားရင်တော့အာရောကြမန်ဆိုတဲ့ငါကျမ်းမာတယ်ဆိုတဲ့မန်ကိုပယ်ရှားနိုင်အဲ့ဒီကျမ်းမာတယ်လို့ထင်ခြင်းဒီလည်းပဲအဲ့ဒီမန်ဒီလည်းပဲကုသိုလ်တွေကိုမေ့လျော့စေတယ်အကုသိုလ်တွေကိုပြုပြစ်သွားစေတတ်တယ်မြတ်စွာဘုရားကတော့ကျမ်းမာတယ်ဆိုတဲ့မန်ရှိလို့ရှိရင်မကောင်းမှုဒုစရိုက်ကိုပြုတ်တတ်တယ်လို့တောင်မှအတိလင်းဟောထားဟုတ်လားဒါကြောင့်နာခြင်းကိုစဉ်းစားရင်ကျမ်းမာရေးကောင်းတယ်ဆိုတဲ့မန်ကိုပယ်ရှားနိုင်တယ်သူအကြောင်းနဲ့သူအကျိုးတနည်းအားဖြင့်ဒီအလုပ်ကိုလုပ်ရင်ဒီအကျိုးကိုရမယ်ဒါပြောတာနော်နောက်သိခြင်းကိုစဉ်းစားမယ်ဆိုရင်တော့ဇီဝိတမန်လို့ဆိုတဲ့ငါအသက်ရှင်နေတယ်ဆိုတဲ့မန်အမေအသက်ရှင်နေတယ်ဆိုတာလည်းပဲဒါကိုစဉ်းစားရင်မန်ဆိုတာဖြစ်တယ်တဲ့ဒါတော်တော်နူးညံ့နေဗျတတိချာချာနားလည်အောင်သဘောပေါက်အောင်ဆိုတာကတော်တော်လေးစဉ်းစားကြည့်ပါငါရှင်းသန်းနေတယ်လုံနိုင်တယ်၊ကိုင်နိုင်တယ်၊ပြောနိုင်တယ်၊ဆိုနိုင်တယ်၊ရှာနိုင်တယ်၊ဖွေနိုင်တယ်ဟုတ်ဒါရှင်းသန်းနေတယ်ပေါ့အဲ့ဒီရှင်းသန်းနေတယ်ဆိုတဲ့အချက်ကိုကစပြီးတော့မန်တစ်မျိုးပေါ့မန်တစ်မျိုးကိုဖြစ်စေတယ်ပေါ့အဲ့ဒီမန်ကလည်းမကောင်းပေါ့အဲ့ဒီမန်ကိုဘယ်နည်းနဲ့ခွာနိုင်လို့ဆိုတနေ့သေရမှာပါငါဟာသေလူပါဆိုတာအဲ့ဒီအတွေ့ကချစ်ဖြစ်နိုင်တယ်နော်နောက်ပြီးတော့ဦးဇင်းတို့ခွဲခွာရလိမ့်မယ်ကွဲကွာရလိမ့်မယ်ဆိုတဲ့အချက်ကိုစဉ်းစားမယ်ဆိုရင်တော့အချင်းချင်းတန်ရောစင်နဲ့ရစ်ပတ်နှောင်ဖွဲ့နေတဲ့ဒီຢာကကိုဖယ်ရှားနိုင်တယ်အဲ့ဒါကလည်းပဲသူကအားရရှိပြီးတော့မဟုတ်တဲ့ဘက်မှာအားရရှိပြီးတော့မကောင်းမှုကိုပြုမိတတ်တယ်ဟုတ်လားပြီးတော့ဦးဇင်းတို့မကောင်းတဲ့အလုပ်ကောင်းတဲ့အလုပ်ဒီကံတရားရဲ့အကျိုးပေးကိုငါသိမ့်ပရလိမ့်မယ်လို့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်လို့စဉ်းစားတဲ့ဆင်ခြင်တဲ့အဲ့ဒီအချက်ကိုမမေ့မလျော့တတိထားပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာနော်စဉ်းစားဆင်ခြင်တဲ့ပုဂ္ဂိုလ်ဟာမကောင်းမှုကိုဆက်ဆုပ်တယ်မကောင်းမှုကိုကြောက်လန့်တယ်ဟုတ်လားပြီးတော့ကောင်းမှုကိုမျက်နှိုးတယ်ကောင်းတာကိုလှုပ်ချင်သိပေါက်တယ်ဒါတော်တော်မျက်နှိုးစရာကောင်းတဲ့အရည်အသွေးတစ်မျိုးပေါ့ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မမေ့မှုမှပြောရမယ်ဆိုတာအဓိပ္ပာယ်ကအလွန်ကျင်းတယ်နော်ကုသိုလ်ကောင်းမှုမှန်သမျှကိုမမေ့တဲ့အပ္ပမဒတရားလည်းရှိရမယ်နော်တဘာဝတရားရဲ့လက္ခဏာတွေဖြစ်တဲ့အနိစ္စမမြဲခြင်းသဘောဒုက္ခဆင်းရဲခြင်းသဘောအနတ္တအနှစ်သာရမရှိမဆိုးအဆိုးမရမပိုင်တတဲ့သဘောဒီသဘောတွေကိုလည်းပဲမမေ့ရအောင်အခုပြောတဲ့အချက်၅ချက်ကိုလည်းမမေ့နဲ့ဒါကိုဦးဇင်းတို့ရှိလူကြီးတွေကတော့အခုပြောလိုက်တဲ့အချက်၅ချက်ကိုသူတို့ကဆောင်းပုတ်ကလေးတူတူချင်းချင်းလေးနဲ့ထိထိမိမိနော်ခေတ်လူတွေရဲ့နှုတ်ထဲကိုထည့်ထားခဲ့တာပဲအိုနာသေးကွဲကန့်နှစ်တွဲအမြဲနေတိုင်းရှုတဲ့ဟုတ်လားနော်အိုနာသေးကွဲကန့်နှစ်တွဲအမြဲနေတိုင်းရှုတကယ်ကြိုးစားမယ်ဆိုရင်အဲ့ဒီအချက်၅ချက်ကိုဆင်ခြင်ခြင်းအပြင်မဲ့ညံဖူညံတောင်ရနိုင်တယ်လို့မြတ်စွာဘုရားအဘိနသုတ်တံမှာအကျင့်တော်ဟောထားတာရှိတယ်နော်ဒါတော့ဦးဇင်းတို့အပ္ပမဒနဲ့ပတ်သက်ပြီးတော့နော်ပြောမယ်ဆိုရင်ဆုံးမှာမဟုတ်ဘူးနော်အဲ့တော့တန်တရားဝေစင်းကလွတ်မြောက်ခြင်းနဲ့ဆိုရင်နံပါတ်1ရှိရမယ့်အရည်အသွေးဒီအပ္ပမဒဟုတ်ရဲ့လားအပ္ပမဒရှိရအပ္ပမဒနဲ့ပျော်တဲ့အောင်ကြိုးစားရမယ်ဒီနေ့မှာပျော်တယ်ဆိုတာကလည်းပဲနော်အလုပ်တစ်ခုမှပျော်တယ်ဆိုတာကအဲ့ဒီအလုပ်ရဲ့ယတ္တကိုတွေ့မှပျော်တယ်ဆိုတာဖြစ်တာဗျဟုတ်လားဒီအလုပ်ကိုလုပ်တော့လုပ်နေတယ်ယတ္တကိုမတွေ့ဘူးဆိုရင်တော့ပျော်တယ်ဆိုတာဖြစ်မှာမဟုတ်ခုမြတ်စွာဘုရားကမမေ့မလျော့နေကြလို့တောင်တာမန်ပြောတာမဟုတ်မမေ့မလျော့မှုမှာပျော်ကြလို့ပြောတာဒါကလည်းစဉ်းစားတရားတော့ရှိတာပေါ့နော်တော့ပျော်ပျော်ကြီးကိုမမေ့မလျော့နေလို့ပြောတာပြင်းမှုပြင်းရနဲ့မမေ့မလျော့နေတဲ့အဆင့်ကိုတောင်ကြော်စီချင်တာပေါ့အဓိပ္ပာယ်ကဟုတ်ရလားဒါတိအချက်နောက်ဦးဇင်းတို့တန်တရားဝရှင်ကလွတ်မြောက်လို့တဲ့ဆိုလို့ရှိရင်ဒုတိယသစိတ်တမနုရခိတမိမိရဲ့စိတ်ကိုအမြဲတမ်းစောင့်စည်းရမယ်စောင့်ထိန်ရမယ်ဒီနေရာမှာဦးဇင်းတို့စိတ်ကိုစောင့်စည်းရမယ်လို့တာမန်တောင်မပြောဘူးအနုရခိတဆိုအနုဆိုတဲ့စကားလေးထည့်ပြောထားတယ်နောက်ရခိတဆိုတာစောင့်စည်းလို့အနုဆိုတာကဘာလို့ဆိုအမြဲတမ်းတဲ့အမြဲတမ်းစောင့်စည်းလို့လို့ပြောတာဟာအဓိပ္ပာယ်အများကြီးပါတယ်ဗျနော်အမြဲတမ်းစိတ်ကိုစောင့်ပါလို့ပြောတာကစိတ်ဟာအမြဲတမ်းမစောင့်တဲ့ချိန်မှာ तू ဟာပြဿနာရှာနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဆိုလိုတာစိတ်ဟာအမြဲတမ်းမစောင့်လို့မရဘူးတခဏတောင်သူ့ကိုလွတ်ပေးထားလို့မရဘူးလွတ်ပေးထားရင်လွတ်ပေးထားတဲ့အချိန်မှာ तू ဟာကိုယ့်ကိုအကျိုးမဲ့တွေနဲ့ပြဿနာရှာနိုင်တယ်ဟုတ်ရဲ့လားဒါကြောင့်ဒီစိတ်ကိုစောင့်ရှောက်မယ်ဆိုလို့ရှိရင်အမြဲတမ်းဆိုတာကိုဖြစ်အောင်တတ်နိုင်နေများကြိုးစားရမယ်စိတ်ကပြဿနာမရှာနိုင်တဲ့ကာလအချိန်ဆိုတာတကယ်တမ်းကမရှိဘူးဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားစိတ်ကိုအမြဲတမ်းစောင့်ရှောက်ရမယ်ဒီနေရာမှာဘာကြောင့်စိတ်ကိုစောင့်ရှောက်ခိုင်းတယ်လဲဦးဇင်းတို့ဒီခန္ဓာကိုယ်မှာဝစီကံရှိတယ်မနောကံရှိတယ်ဟုတ်လားအဲ့ဒီတည်းမှာဒီစိတ်ဒီအရေးအကြီးဆုံးဖြစ်လို့စိတ်ကိုမြတ်စွာဘုရားစောင့်ရှောက်ခိုင်းတာတဲ့ပြောရရင်တော့စိတ်ကိုစောင့်ရှောက်မယ်ဆိုလို့ရှိရင်ကာယကံဝစီကံမနောကံကံသုံးပါးလုံးကိုစောင့်ရှောက်ပြီးသားဖြစ်တယ်နော်ဒီနေရာမှာဦးဇင်းတို့နာရဘိန်တတိကိုမြတ်စွာဘုရားဟောထားတဲ့နော်ရခိတသုတ်တံဆိုတာရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီခန္ဓာကိုယ်ကြီးကိုအိမ်တစ်လုံးနဲ့ဥပမာပေးပြီးတော့ဟောတယ်ပဂတိအိမ်မှာပဂတိအိမ်ကိုမပြည့်စည်သေးခြင်းဘူးမြန်မပြည့်စည်သေးခြင်းဘူးဆိုရင်အဓိကကဘာလဲဆိုတော့အဲ့ဒီအိမ်မှာအဓိကကြတဲ့အင်္ဂါရက်ကပေါင်းဆိုအမိုးပဲအကင်၍သာအမိုးကမလုံဘူးဆိုရင်တော့မိုးရည်တွေဆူရွှဲပြီးတော့နော်အချင်းရနေတွေရောအကားတွေရောအခင်းတွေရောတိုင်တွေရောအကုန်လုံးဟာဆွေးမြစ်ပြီးတော့ပျက်စီးသွားမှာဒီအိမ်ကြီးဘုံဘုံလဲသွားမှာ
ဟုတ်လားအဲ့လိုပဲဒီခန္ဓာကိုယ်မှာဒီခန္ဓာကိုယ်ဒီဟူသောအိမ်ကြီးမှာနော်ခန္ဓာကိုယ်ကိုအိမ်နဲ့ဥမာပေးပြီးတော့ဟောတာတွေအများကြီးရှိပါတယ်ထားပါတော့လေဟုတ်လားအဲ့ဒီအိမ်ကြီးမှာစိတ်ဟာအမိုးပဲတကယ်တမ်းကစိတ်ကိုဘာဝနာတရားနဲ့စစ်ဆက်အောင်ကောင်းကောင်းမမိုးနိုင်မှုဆိုရင်မမိုးနိုင်တဲ့အချိန်တိုင်းမှာအဲ့ဒီစိတ်အမိုးမကောင်းတဲ့အတွက်ကြောင့်လောဘဒေါသမောဟဒီဟူသောမိုးရေဟာယိုကျတယ်အဲ့ဒီမှာကာယကံဝစီကံမနောကံတွေဟာကိလေသာတွေဟူသောမိုးရေနဲ့ဆူဆွတ်တယ်ဆူဆွတ်ပြီဆိုလို့ရှိရင်တော့ပုတ်ဆွေးမယ်ပေါ့ပုတ်ဆွေးတယ်ဆိုတာကဒုစရိုက်မှုပြုတာကိုပြောတာမပိတ္တတို့စကားကဟိုချက်ထွင်ပြီးတော့စဉ်းစားမယ်ဆိုရင်အဓိပ္ပာယ်တွေကအများကြီးပြောရမှာဟုတ်လားကိလေသာတွေဟူသောမိုးရေနဲ့ဆွတ်ဆိုးလို့ရှိရင်ပုတ်ဆွေးသွားမယ်ပုတ်ဆွေးတယ်ဆိုတာကဒုစရိုက်မှုကိုပြောတာဆိုလိုတာကကာယကံမှုဝစီကံမှုမကောင်းမှုတွေပြုရတယ်ဆိုတာကလောဘဒေါသမောဟဒီဟူသောမိုးရေကြောင့်သာလေပုတ်ဆွေးသွားတဲ့သဘောပေါ့တဲ့ပြောရင်လောဘကခိုင်းလို့ဒေါသကခိုင်းလို့မဟုတ်တာကိုလုပ်ရတယ်မမှန်တာကိုပြောရတယ်ပေါ့ဟုတ်လားအဲ့တော့လောဘဒေါသမောဟကိလေသာမိုးရေယိုပြီးဆိုလို့ရှိရင်နော်ဒုစရိုက်မှုနဲ့ဒီကံသုံးပါးဟာပုတ်ဆွေးမယ်ကံသုံးပါးပုတ်ဆွေးပြီးမကောင်းမှုဆိုလို့ရှိရင်နတ်ဗတ္တကမရဏံတဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့သေခြင်းဟာမကောင်းနိုင်ဘူးလို့မြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့စိတ်ကိုစောင့်ရှောက်ကြလို့ဘာကြောင့်ပြောလဲဆိုရင်အတူဆုံးအဖြေကတော့အဓိကကြလို့ပဲဟုတ်လားအဓိကအကြဆုံးအရာဖြစ်လို့စိတ်ကိုစောင့်ရှောက်ကြလို့ပြောတာစိတ်ကိုမစောင့်ရှောက်ရင်ကျန်တာကိုစောင့်ရှောက်ပြီးတာမဖြစ်ဘူးမစောင့်ရှောက်ဖဲထားရရောက်တယ်ဟုတ်လားစိတ်ကိုသာစောင့်ရှောက်မယ်ဆိုရင်ကျန်တာတွေကိုစောင့်ရှောက်ပြီးတာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကစိတ်တံဘိက္ခွေတန်တံကုတ်တံရခိတံတန်ဟုတံမဟာတောအဋ္ဌာယတံဝတ္တတိတဲ့စိတ်ကိုစောင့်ရှောက်မယ်စိတ်ကိုယဉ်ကျေးအောင်လုပ်မယ်စိတ်ကိုထိမ့်သိမ့်မယ်စိတ်ကိုလုံခြုံစေမယ်ဆိုလို့ရှိရင်တဲ့များစွာသောအကျိုးစီးပွားတွေရှိတယ်တဲ့နော်အကယ်၍သာစိတ်တံဘိက္ခွေအဋ္ဌတံအကုတ်တံအရခိတံအတန်ဟုတံမဟာတောအနတ္ဌာယတံဝတ္တတိတဲ့စိတ်ကိုသာမစောင့်ရှောက်ဘူးမထိမ့်သိမ့်ဘူးယဉ်ကျေးအောင်မလုပ်ဘူးဆိုရင်တော့ကြီးကျယ်လှစွာသောအကျိုးမဲ့တွေဖြစ်လိမ့်မယ်လို့အဲ့လိုမြတ်စွာဘုရားဟောထားတာရှိတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့နော်ရှိသူတော်ကောင်းကြီးတွေကနော်ဆောင်းပုဒ်ကလေးတွေရေးတာပေါ့အပေလေးပါးစေချောင်းသွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကပြုသည်စိတ်ကိုလှတ်ထဆင်းရဲပွားမြည်စိတ်ကိုထိန်အင်းငိမ့်နိဗ္ဗာန်ပြည်နော်ဦးဇင်းတို့ကလေးဘွားတုန်းကဒါလေးကိုသူ့အရွယ်လေးနဲ့သူနားလည်ခဲ့ရတယ်ပေါ့ကိုကြည့်လာတော့လည်းပဲဒါလေးကနားလည်စရာအဓိပ္ပာယ်နဲ့ပဲကဟိုမကုန်သေးဘူးဟုတ်လားနောက်လည်းပဲဆက်ပြီးတော့နားလည်စရာတွေရှိအောင်မှာလို့ဒါတိတိကျကျသိနိုင်တယ်ပေါ့ဆိုလိုတာကအလွန်ကျင့်ပြတ်တဲ့အဓိပ္ပာယ်တွေပါပဲဟုတ်လားအပေလေးပါးစေချောင်းသွားသည်ဟုတ်တာပေါ့နော်အပေလေးပေါ်မှာဒုက္ခရောက်နေတဲ့တတ္တဝါတွေကသူတို့စိတ်ကိုမထိန်နိုင်မသိနိုင်ရာကနေပြီးတော့ကာယကံမှုဝစီကံမှုမနောကံမှုမစင်ကြယ်မကောင်းမြတ်တာတွေကိုပြုပြီးတော့ဒါအပေလေးပါးဆိုတာမကောင်းမှုရဲ့နော်အကျိုးဆက်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်အပေလေးပေါ်မှာရောက်နေကြတဲ့တတ္တဝါတွေဟာစိတ်ကိုမထိန်သိမ်းရာကနေမဆောင်ရှောက်ရာကနေတဆင့်ရောက်ကြရတာပေါ့ဒါကြောင့်အပေလေးပါးစိတ်ကြောင့်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကံပြုသည်ဟောစိတ်ကိုရောက်အောင်ကြိုးစားအထောက်သွားကြတဲ့တကယ်အရိယာသူတော်ကောင်းကြီးတွေနော်နိဗ္ဗာန်ရောက်အောင်ကြိုးစားအထောက်သွားကြတဲ့တကယ်အရိယာသူတော်ကောင်းကြီးတွေသူတို့ဘာကြောင့်နိဗ္ဗာန်ရောက်သွားကြတာတော့စိတ်ကိုထိန်းနိုင်လို့ပဲစိတ်ကိုနိုင်လို့ပဲစိတ်ကိုမနိုင်ဘူးဆိုရင်တီလာလည်းဖြစ်ဖို့အကြောင်းမရှိဘူးတမာတိလည်းဖြစ်ဖို့အကြောင်းမရှိဘူးပညာလည်းဖြစ်ဖို့အကြောင်းမရှိဘူးကိုယ်စိတ်မှကိုယ်မနိုင်ဘူးမပိုင်နိုင်ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ပြီးတော့နော်ဒကာဓမ္မတို့ဦးဇင်းတို့တီလာတမာတိပညာဖြစ်ဖို့ဆိုတာအကြောင်းမရှိဘူးမလွယ်ဘူးပေါ့ဟုတ်ရဲ့လားဒါကြောင့်စိတ်ကိုထိန်းနိုင်ကြတဲ့ပုံကိုယ်တွေအားနော်နိဗ္ဗာန်ချမ်းသာကိုသူတို့လွယ်လွယ်ကူကူရနိုင်တယ်ပေါ့ဒါကြောင့်အပေလေးပါးစိတ်ကြောင့်သွားသည်နိဗ္ဗာန်ရောက်မှုစိတ်ကံပြုသည်စိတ်ကိုလှတ်ထဆင်းရဲပွားမည်ဟောစိတ်လှတ်ထရင်တော့ဆင်းရဲမှာပဲတဲ့ဒါကဦးဇင်းတို့တန်တရားနဲ့ကြည့်ပြီးတော့ကြည့်မယ်ဆိုရင်လည်းဒီအဖြေကိုမှန်ကြောင်းအပြည့်အဝထောက်ခံရလိမ့်မယ်ပြစ္ဆခန္ဓာမပြည့်စည်ခင်ဒီဘဝမှာပဲကြည့်မယ်ဆိုရင်လည်းပဲယာနှုံးပြီးမှန်တယ်နောက်စိတ်သာလှတ်ထမယ်ဆိုရင်တော့အမျိုးမျိုးသောအကျိုးမဲ့တွေနဲ့ဒါဒုက္ခဖြစ်ကြမှာပဲနော်ဒါကမှတော့ဦးဇင်းတို့ကိုယ်စိတ်ကိုမနိုင်လို့မူရစေဝါတွေနဲ့ဟုတ်လားဘဝပြတ်ကြတာတွေဟုတ်လားရာဇဝမှုတွေလွန်ကျူးပြီးတော့ဘဝပြတ်ကြတာတွေအမျိုးမျိုးမကောင်းမှုတွေပြုတ်ပြီးတော့ဘဝပြတ်ကြတာတွေမရှိဘူးလားရှိတယ်ဒါကြောင့်စိတ်ကိုယ်သာလွတ်ထားမယ်ဆိုရင်တော့ဆင်းရဲဒုက္ခတွေဟာပွားတဲ့ပွားများတဲ့များလာလိမ့်မယ်လို့ပြောတာစိတ်ကိုလွတ်ထားဆင်းရဲပွားမည်စိတ်ကိုထိန်အင်းငိမ့်နိဗ္ဗာန်ပြည်ဟောစိတ်ထိန်မယ်ဆိုရင်တော့နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုတောင်ရမယ်လို့ပြောတာဒါကြောင့်မြတ်စွာဘုရားကတန်တရားဝဆင်းရဲကလွတ်မြောက်လိုကြတဲ့ပုဂ္ဂိုလ်တို့အတွက်ဒုတိယရှိရမယ့်အရေးတွေဟာဘာလဲဆိုရင်ကိုယ့်ရဲ့စိတ်ကိုစောင့်ရှောက်ရမယ်ထိန်းသိမ်းရမယ်ဒါပြောတာနောက်စိတ်ကိုထိန်းနိုင်မယ်ဆိုရင်တော့သူကတစ်လုံးနဲ့ပြီးတယ်ပေါ့နော်ဒါပေမဲ့လို့ဒီတစ်လုံးနဲ့သောစိတ်ကလည်းပဲထိန်းဖို့သိမ်းဖို့ဟာအခက်ခဲဆုံးအရာပါပဲဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကဒုရခံဒုံနိဝါရယစိတ်ဆိုတာဒုရခံစောင့်ရှောက်နိုင်ခဲ့တယ်ဒုံနိဝါရယတားမြစ်နိုင်ခဲ့တယ်တဲ့နောက်သူဖြစ်ခြင်းပြီဆိုရင်ဇွတ်ပေါ့လေဒီစိတ်ကိုတားဖို့ဆိုတာသိပြီးတော့မလွယ်ဘူးပေါ့ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တန်တရားဝဆင်းရဲကလွတ်မြောက်လို့တယ်ဆိုလို့ရှိရင်ဒီအချက်အပမဒတရားလက်ကင်ထားရမယ်နှစ်အချက်မိမိတို့ရဲ့စိတ်ကိုအမြဲတမ်းစောင့်ထိန်နိုင်ရမယ်ဟောအဲ့ဒီအခြေခံကြတဲ့နော်အည်အသွေးနှစ်ရက်ကိုပိုင်အောင်ကြိုးစားပြီးတော့ဘင်ကင်းညွန်မြောင်းနိုင်တန်တော့နေရွင်နေတော့ဂုံစတော်စင်မြောင်ကြီးသည်အတ္တနမိမိကိုဥဒ္ဒရတိဣဝံထုတ်ဆောင်လေပြီးတကဲ့သို့ဟောဘ
ကတိရွှွညွန်နေတဲ့မှာနစ်နေတဲ့ယခုနကပြောခဲ့တဲ့စင်ကြီးဟာစိတ်ဓာတ်ခွန်အားတွေတက်လာပြီးတော့သူ့ကိုယ်သူဒီရွှွညွန်တွေကနေလွတ်အောင်ယုံသွားတယ်လို့မျိုးတဲ့ဟုတ်လားတုံးမိပိသင်္ချင်သားတို့ဒီလည်းပဲအတ္တနမိမိကိုယ်ကိုဒုက္ခကိလေသာတိဟုသောညွန်မြောင်းမှာဥဒ္ဒရထထုတ်ဆောင်ကဲတင်ကြကုန်လောဟောဒီနေရာမှာဦးဇင်းတို့ပြည်တော်ပေါင်းသူတော်ကောင်းတို့မိမိကိုယ်ကိုတန်တရားဝိဇ္ဇာကလွတ်မြောက်အောင်ကြိုးစားအထောက်ရမယ်ဆိုတဲ့နေရာမှာတဲ့တယ်ပြောရရင်မိမိရဲ့စိတ်ကလေးကိုကိလေသာတွေတဲကနေလွတ်ထွက်အောင်ဆွနှုတ်နိုင်ရမယ်ပေါ့များသောအားဖြင့်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ကလေဒီကိလေသာတွေတဲမှာပဲသူကပျော်မွေ့ပြီးတော့နေတာဟုတ်လားကိလေသာတွေဟူသောရွှွညွန်နေတဲ့မှာနစ်နေတယ်ပေါ့ဒါကြောင့်သူကအမြဲတမ်းလို့ညင်နွားနေတယ်မတတ်မရှင်းဖြစ်နေတယ်မစင်မကျဲဖြစ်နေတယ်အဲ့တော့ဦးဇင်းတို့ပြည်တော်ပေါင်းသူတော်ကောင်းတို့ညင်နွားမှုကနေစင်ကြယ်မှုစီကိုဒီစိတ်ကလေးကိုရောက်အောင်အားထုတ်ရမယ်ပေါ့ရှုပ်ထွေးမှုကနေရှင်းလင်းမှုစီကိုရောက်အောင်ကြိုးစားအားထုတ်ရမယ်ပေါ့ပူလောင်မှုကနေအေးချမ်းမှုစီကိုဒီစိတ်ကလေးကိုရောက်အောင်ကြိုးစားအားထုတ်ရမယ်အဲ့ဒါလို့ကြိုးစားအားထုတ်ဖို့နီလန်းနေပေါ့မြတ်စွာဘုရားကအဖက်ဖက်ကနေပြီးတော့ရှုထောင့်အမျိုးမျိုးကနေပြီးတော့ဟုတ်လားနားလည်မှုအမျိုးမျိုးနဲ့သဘောပေါက်အောင်ဆိုပြီးတော့မြတ်စွာဘုရားဟောပြောပြတာဆုံးမထားတာတွေမရှိဘူးလားရှိတယ်။နော်ဒီစိတ်ကလေးကိုပဲမတန်ရှင်းတဲ့အနေထားကနေတန်ရှင်းတဲ့အနေထားကိုရောက်သွားအောင်ဟုတ်လားညှဉ်းနှွမ်းတဲ့အနေထားကနေတန်ရှင်းတဲ့အနေထားကိုရောက်သွားအောင်ဘယ်ပုံမနည်းစ조사အထောက်ရမလဲဆိုတဲ့နီလန်းနေမြတ်စွာဘုရားမပေးခဲ့ဘူးလားပေးခဲ့တယ်။အဲ့ဒီနီလန်းနေထဲမှာအကောင်းမွန်ဆုံးနီးကတော့မနေ့တုန်းကပြောခဲ့တဲ့တတိပဋ္ဌာန်ပဲဟုတ်လား။ဒါကြောင့်ဦးဇင်းတို့တတိပဋ္ဌာန်တရားကိုအားထုတ်လို့ရှိရင်နံပါတ်1ရနိုင်တဲ့အကျိုးကျေးဇူးဆိုတာအဲ့ဒါပြောတာပဲ။တတ္တနံဝိသုဒ္ဓိယဟောဝိသုဒ္ဓဒီစိတ်ကလေးစင်ကြယ်မယ်လို့ပြောတာဟုတ်လားဝိသုဒ္ဓဆိုတာဝိသုဒ္ဓိဆိုတာစင်ကြယ်တာကိုပြောတာခုနတုန်းကရွှွညွန်နေတဲ့နစ်နေတဲ့စင်ကြီးမှာရွှွညွန်နေနဲ့ပေးနေမယ်ပေါ့အဲ့လိုပဲဒီစိတ်ကလေးကလည်းကိလေသာတွေဟူသောရွှွညွန်နေတဲ့မှာနစ်နေတယ်ဆိုတော့သူ့မှာပေးနေတယ်ပေါ့ဟုတ်လားသို့တော့တတိပဋ္ဌာန်တရားကိုအားထုတ်မယ်ဆိုရင်တော့အဲ့ဒီပေးရင်းနေတဲ့စိတ်ကလေးဟာဝိသုဒ္ဓိတန့်ရှင်းသွားမယ်ဖြူရှင်းသွားမယ်တဲ့ဒီနေ့မှာဦးဇင်းတို့ဝိသုဒ္ဓိဆိုတာဖြစ်လို့ရှိရင်ဝိမု ക്തി ဆိုတာဖြစ်တယ်လို့ဆိုတယ်ဝိသုဒ္ဓိဆိုတာကတော့စင်ကြယ်ခြင်းပေါ့ဝိမု ക്തി ဆိုတာကတော့လွတ်မြောက်ခြင်းပေါ့ဟုတ်လားဒီနေ့မှာဦးဇင်းတို့လွတ်မြောက်ခြင်းဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးဟာသမုဒ္ဒရာနဲ့တူတယ်ဆိုပြီးတော့ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာပဟာရဒတုတ်တံဆိုတာရှိတယ်ဗျနော်အရှင်နဝံကန်းကုန်မလွန်ရွံပွဲဆက်ပြစ်တမီဖြစ်ခြင်းမရွင်းမတိုးဆယ်မျိုးယတနာကြားဘူးတယ်မဟုတ်လားတချို့ကခေါင်းမငြိမ်ဘူးမကြားဘူးနဲ့တူတယ်ဟုတ်လားနော်မြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးဟာသမုဒ္ဒရာနဲ့တူတယ်တဖြည်းဖြည်းနဲ့သူကနှက်သွားတဲ့သဘောရှိတယ်ပေါ့အဲ့ဒီထဲမှာသမုဒ္ဒရာကိုဦးဇင်းတို့သမုဒ္ဒရာရေကိုတို့ပြီးတော့ရက်ကြည့်မယ်ဆိုရင်ငံနဲ့အရသာရှိတယ်ဘယ်နားမှာပဲတို့ပြီးတော့ရက်ကြည့်ကြည့်ငံနဲ့အရသာရှိတယ်သမုဒ္ဒရာရဲ့အရသာကဘာလဲဆိုတော့ငံခြင်းပဲအဲ့ဒါလိုပဲဦးဇင်းတို့မြတ်စွာဘုရားရဲ့သာသနာတော်မှာလည်းပဲတခုတည်းသောအရသာရှိတယ်အဲ့ဒီအရသာကဘာလို့ဆိုဝိမု ക്തി လွတ်မြောက်ခြင်းပဲတဲ့တဲ့ပြောရရင်တော့လွတ်လပ်ခြင်းပေါ့ဒီနေ့မှာဦးဇင်းတို့လွတ်မြောက်တယ်လွတ်လပ်တယ်ဆိုတာကသူများကချုပ်ချယ်ထားလို့မလွတ်မလပ်ဖြစ်ရတယ်သူများရဲ့ချုပ်ချယ်မှုကနေလွတ်မြောက်သွားတယ်လွတ်လပ်သွားတယ်ဆိုတာကအလွန်မှအပေါ်ယံဆန်တဲ့လွတ်လပ်ခြင်းလွတ်မြောက်ခြင်းပေါ့တကယ်လွတ်လပ်ခြင်းအစစ်လွတ်မြောက်ခြင်းအစစ်ဆိုတာကကိုယ့်ရဲ့စိတ်ကိုလောဘဒေါသမောဟလက်ကနေလွတ်မြောက်အောင်ကြိုးစားအထောက်နိုင်မှတကယ်လွတ်လပ်ခြင်းလွတ်မြောက်ခြင်းလို့ဆိုရတာဟုတ်လားဒါကြောင့်ဦးဇင်းတို့စာကြောင်းလေးတစ်ကြောင်းတောင်ဖတ်ဘူးလေဘာကြည့်ထားတော့ဆိုတော့လူကအကျဉ်းတောင်ထဲမှာနေပေမဲ့လို့အကယ်၍မြန်သူတော်ကောင်းတရားနဲ့ပြုံးပွေပြီးတော့စိတ်ဟာလောဘဒေါသမောဟကနေလွတ်မြောက်အောင်နေနိုင်မယ်ဆိုရင်တော့အဲ့ဒါဟာအကျဉ်းတောင်မဟုတ်ဘူးအဲ့ဒါဟာသင်္ကန်းကျောင်းသားဖြစ်တယ်တဲ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့စိတ်ကလွတ်မြောက်လို့ရှိရင်ဒါတကယ်လွတ်လပ်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒီလွတ်မြောက်မှုဆိုတာဟာဘာကြောင့်ရနိုင်တယ်လဲဆိုရင်စင်ကြယ်မှုတန်ရှင်းမှုဆိုတဲ့ဝိသုဒ္ဓိရှိမှဝိမု ക്തി လွတ်မြောက်မှုဆိုတာရနိုင်တာတဲ့ဟုတ်ရဲ့လားဒါကြောင့်ဒီနေရာမှာဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့မိမိရဲ့စိတ်ကလေးကိုကိလေသာကနေလွတ်မြောက်သွားခြင်းနဲ့ဆိုရင်ကိလေသာကနေတန်ရှင်းအောင်စင်ကြယ်အောင်ကြိုးစားရမှာပေါ့ဟုတ်လားအဲ့ဒါလိုကြိုးစားအထုတ်မယ်ဆိုပြီးတော့တရားဓမ္မတို့ဦးဇင်းတို့တွေကြိုးစားကြတဲ့နေရာမှာစဉ်းစားကြတဲ့နေရာမှာမြန်အားဖြစ်စေဖို့ဒါဒုတိယအပိုင်းကိုဦးဇင်းတို့ရည်ရွယ်ပြီးတော့ပြောတော့မယ်နော်အခုကတန်တရားဝရှင်ကလွတ်မြောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုဦးစားပေးပြီးတော့ပြောတာပေါ့ဟုတ်လားဒါကိုကိုကကြိုးစားအထုတ်မယ်ဆိုတဲ့နေရာမှာထက်သန်တဲ့လုံလဝရိယရှိဖို့အရေးကြီးတယ်ထက်သန်တဲ့လုံလဝရိယရှိဖို့ဆိုတာကသူ့မှာအင်မတန်အားကောင်းတဲ့တွန်းအားတရရှိဖို့လိုအပ်တယ်ပေါ့အဲ့ဒါကဘာလို့ဆိုတော့တန်ဝေကဟုတ်လားတန်ဝေကဆိုတာရှိမှတန်ဝေကဆိုတာထိတ်လန့်မှုကိုပြောတာနော်အဲ့ဒီတန်ဝေကဆိုတဲ့ထိတ်လန့်မှုဆိုတာရှိမှဝိရိယဆိုတဲ့ကြိုးစားအထုတ်ခြင်းဟာဖြစ်တာဒါကြောင့်ဦးဇင်းတို့တန်ဝေကတိဝိရိယရဲ့အကြောင်းဆိုပြီးတော့ဟောထားနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ထိတ်လန့်မှုဆိုတာမရှိရင်အထုတ်မှုဆိုတာမရှိဘူးဆိုကြပါစို့စမွေးအောင်စာချက်တဲ့ကလေးတယောက်ကြိုးစားတဲ့အထုတ်တဲ့တော်လိုက်တာသူဘာကြောင့်စာချက်လဲစမွေးကြာမှာကြောက်လို့ပေါ့ဟုတ်တယ်မဟုတ်လားဒါကြောက်တဲ့ကြောက်ထိုက်တာကိုသူကြောက်လို့ကြိုးစားအထုတ်တယ်ပေါ့ဒီနေ့မှာဦးဇင်းတို့တန်ဝေကတိတန်လင်ဝိရိယရဲ့အကြောင်းလို့ပြောမယ်ဆိုရင်တော့လုံးဝကြီးပြည့်စုံတယ်လို့တော့မဆိုနိုင်ဘူးသူကတော့အဓိကကြားတဲ့အကြောင်းပေါ့နောက်ထပ်ဝိရိယရဲ့အကြောင်းတစ်ခုရှိသေးတယ်ကျမ်းဂန်တွေထဲမှာဝိရိယဖြစ်ကြောင်းတရားဆိုပြီးတော့17မျိုးလောက်ဟောထားတာရှိတယ်အဲ့ဒီတဲကဦးဇင်းတို့
အခြေခံကြတာပြောရမယ်ဆိုလို့ရှိရင်ကျိုးစားအထုတ်ခြင်းရဲ့အကျိုးကျေးဇူးအကျိုးရလဒ်ကိုမြင်မယ်ဆိုရင်လည်းဝရိယဖြစ်တယ်ကျိုးစားအထုတ်မှုမရှိခြင်းကြောင့်ဖြစ်ပေါ်လာမဲ့အပြစ်အနာစာကိုမြင်တယ်ဆိုရင်လည်းဒါကြတော့တန်ဝေကလို့ခေါ်တော့နော်အဲ့ဒါလည်းပဲဝရိယကိုဖြစ်စေတယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာအဓိကထားပြီးတော့ပြောချင်တာကတန်ဝေကဆိုတဲ့ထိလက်မှုဖြစ်စေဖို့နော်အဲ့ဒါကြောင့်မို့လို့အခွင့်အာဏာတုံးလွတ်အောင်ယုံလို့တရားကောင်းစဉ်ပေးခြင်းရဲ့ရည်ရွယ်ချက်ကအခွင့်အာဏာတုံးဆိုတာစကားလုံးတစ်လုံးလွတ်အောင်ယုံဆိုတာကစကားလုံးတစ်လုံးအဲ့တော့ဦးဇင်းတို့ဒီနေရာမှာအခွင့်အာဏာတုံးဆိုတာကဘာကိုပြောတာတော့နော်တရားတော်မှာတော့ဦးဇင်းတို့အခွင့်အာဏာတုံးဆိုတာကတန်ဖိုးရှိတဲ့လူဘဝကိုရထားတယ်ရနိုင်ခဲ့တဲ့လူဘဝကိုရထားတယ်ဒီနှစ်ချက်ကိုဦးဇင်းကအဓိကထားပြီးတော့ပြောခြင်းတယ်နော်တန်ဖိုးရှိတဲ့လူဘဝကိုရထားတယ်ရနိုင်ခဲ့တဲ့လူဘဝကိုရထားတယ်ဆိုလိုတာကတရားတော်မှာတော့ဦးဇင်းတို့ရနေတဲ့အခုလူဘဝဆိုတဲ့ဒီအခြေအနေကတန်ဖိုးရှိတယ်ရခဲ့တယ်နှစ်ချက်နော်တန်ဖိုးရှိတယ်ရခဲ့တယ်အဲ့ဒါဦးဇင်းတို့တန်ဖိုးရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဗာပြောခြင်းတော့ဆိုတော့လူဘဝကြီးကိုတန်ဖိုးရှိတယ်လို့ကြားလဲကြားဘူးတဲ့ကိုယ်တိုင်လည်းပြောနေကြပဲပေါ့ဟုတ်လားဘာကြောင့်လူဘဝကြီးကိုတန်ဖိုးရှိတယ်လို့ပြောရတယ်လေတန်ဖိုးရှိတဲ့အလုပ်မြင့်မြတ်တဲ့အလုပ်တွေကိုလုပ်နိုင်ခွင့်အပြည့်အဝရှိလို့လူဘဝကြီးကိုတန်ဖိုးရှိတယ်လို့ပြောတာပါလူဘဝကြီးကပြောစရာကောင်းလွန်းလို့စိတ်တင်ချမ်းသာတွေနဲ့ပြည့်စုံလွန်းလို့နေစရာကောင်းလွန်းလို့လူဘဝကြီးကိုတန်ဖိုးရှိတယ်လို့ပြောတာတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်အောင်ဆိုဘဝရည်တည်မှုလေးအတွက်အတင်းကြကုတ်ကြခဲကြိုးစားနေရတာချမ်းသာလွန်းလို့လူဘဝကိုတန်ဖိုးရှိတယ်လို့ပြောတာတော့ဘယ်လိုမှမဖြစ်နိုင်ဘူးဟုတ်လားချမ်းသာလို့တန်ဖိုးရှိတယ်လို့ပြောမှဆိုရင်တော့နတ်ပြည်မြမပြည်ကိုတန်ဖိုးရှိတယ်လို့ပြောမှာပေါ့ဟုတ်လားခုလူဘဝကိုဘာကြောင့်တန်ဖိုးရှိတယ်လို့ပြောတာတော့ဆိုတော့တန်ဖိုးရှိတဲ့အလုပ်မြင့်မြတ်တဲ့အလုပ်တွေကိုလုပ်နိုင်ခွင့်ရှိလို့လူဘဝကိုတန်ဖိုးရှိတယ်လို့ပြောတာအဲ့တော့ဦးဇင်းတို့ဒီနေရာမှာကိုယ်အနီးဝန်းကျင်မှာကိုယ်နဲ့လက်လက်မိတဲ့နော်တိရစ္ဆာန်လေးတွေရဲ့ဘဝကိုစဉ်းစားကြည့်အလွယ်ကူဆုံးပြောကြည့်တာပါအဲ့ဒီတိရစ္ဆာန်လေးတွေမှာမြင့်မြတ်မှုတန်ဖိုးရှိမှုဆိုတဲ့အလုပ်တွေကိုသူတို့မှလုပ်လည်းမလုပ်တတ်ဘူးလုပ်တတ်တဲ့အရည်အသွေးလည်းမရှိဘူးလုပ်နိုင်ခွင့်လည်းမရှိဘူးပေါ့ဒါကြောင့်တိရစ္ဆာန်လေးတွေဟာမြင့်မြတ်တဲ့အလုပ်တန်ဖိုးရှိတဲ့အလုပ်နဲ့သူတို့လွဲချော်ကြရတယ်ဘာကြောင့်သူတို့လွဲရတော့ဆိုတော့မလုပ်တတ်လို့လုပ်နိုင်ခွင့်မရှိလို့သူတို့လွဲရတချို့လူသားတွေကြတော့လုံနိုင်တဲ့အရည်အသွေးလုံနိုင်ခွင့်အပြည့်အဝရှိပါလက်ကနေအကြောင်းအမျိုးမျိုးပြပြီးတော့မလုံဖြစ်လို့လွဲချော်သွားတာဟုတ်လားလုံနိုင်ခွင့်မရှိတာနဲ့လုံနိုင်ခွင့်ရှိတာပဲကွာတယ်လွဲချော်သွားတာကတော့အတူတူပဲအဲ့ဒါလေးကိုဦးဇင်းကအလွန်စဉ်းစားသိခြင်းနဲ့ပေါ့နော်လုံနိုင်ခွင့်ရှိတာနဲ့လုံနိုင်ခွင့်မရှိတာပဲထူးတယ်လွဲချော်သွားတာကအတူတူပဲသူတို့လည်းပဲတရားဓမ္မတို့ဦးဇင်းတို့စဉ်းစားကြည့်နော်မျက်စိလေးနှလုံးရှိတယ်မြင်တတ်တယ်ကြားတတ်တယ်နားတတ်တယ်စားတတ်တယ်ထိတတ်တယ်တွေးတတ်တယ်ကိုယ်လည်းပဲမြင်တတ်ကြားတတ်နားတတ်စားတတ်ထိတတ်တွေးတတ်အပေါ်ရံကတော့တိတ်မထူးဘူးလို့ဦးဇင်းထင်တယ်အမှန်လည်းပဲသူလည်းတတ္တဝါတူတယောက်ကိုလည်းတတ္တဝါတူတယောက်ခံစားတတ်တယ်သိတတ်တယ်ဟုတ်လားဒါပေမဲ့သူတို့ကတတ္တဝါဆိုပေမဲ့လို့မြင့်မြတ်တဲ့လို့တန်ဖိုးရှိတဲ့လို့ကိုလုံနိုင်ခွင့်မရှိလို့သူတို့ခမညာလွဲကြရတယ်တချို့လူတွေတူတူကိုဟုတ်လားနော်အကြောင်းမျိုးမျိုးပြပြီးတော့မလုံလို့လွဲတယ်သို့တော့သူတို့ကတော့လှုပ်ချင်လို့တောင်မှကောင်းချင်လို့တောင်မှကောင်းလို့မရဘူးလှုပ်လို့မရဘူးဒါကြမှာတော့ဦးဇင်းတို့တွေကတော့အခုကောင်းချင်တယ်အခုလှုပ်ချင်တယ်ဆိုရင်အခုထပ်ပြီးတော့လှုပ်လို့မရဘူးလားအဲ့ဒါဒီပင်လူဘဝရဲ့တန်ဖိုးပဲလူဘဝရဲ့အာသာချက်ပဲဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့လူဘဝရဲ့တန်ဖိုးဆိုတာကိုအဲ့လိုနှိုင်းရှင်ချက်တွေနဲ့စဉ်းစားမှပို့ပြီးတော့ပေါ်လွင်လာတာဒါကိုလည်းပဲမြတ်စွာဘုရားကကိုပြားနေတဲ့ဒီအခွင့်အရေးရဲ့တန်ဖိုးကိုကိုယ်တိုင်နားလည်အောင်ဆိုပြီးတော့နှိုင်းရှင်ပြီးတော့စဉ်းစားဖို့ဆိုပြီးတော့ဟောထားတဲ့သုတ်တန်တစ်ခုရှိတယ်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာအတ္တကနိဗ္ဗာန်မှာအခဏသုတ်တန်ဆိုတာရှိတယ်နော်အခဏဆိုတာအခွင့်အရေးပိတ်တဲ့သဘောပေါ့နော်ခဏဆိုတာကအခွင့်အရေးလို့အဓိပ္ပာယ်ရတယ်ဆိုတာကမရှိဘူးပေါ့ဗျာအကြံဉာဏ်ပြောရရင်အခွင့်အရေးမရှိဘူးပေါ့အဲ့တော့မြတ်စွာဘုရားဘယ်လိုဟောတုံးဆိုတော့စိတ်ဝင်စားစရာတော့ကောင်းတယ်ဗျလူတွေဟာတဲ့အခွင့်အရေးလို့တော့ပြောနေကြတာပဲတဲ့ဒါပေမဲ့အခွင့်အရေးဆိုတာရဲ့တကယ်အဓိပ္ပာယ်မှန်ကိုနားလည်နိုင်တဲ့လူရှားတယ်တဲ့အခွင့်အရေးလို့တော့ပြောတာပဲဒါပေမဲ့အခွင့်အရေးဆိုတာဘာကိုပြောတာတုံးဆိုမှန်မှန်ကန်ကန်သိတဲ့နားလည်တဲ့လူဆိုတာရှားတယ်ဆိုပြီးတော့အဲ့ဒီလိုလေးစကားချီပြီးတော့မြတ်စွာဘုရားကဟောတာအခွင့်အရေးရှိတဲ့ဘဝကိုပေါ်လွင်စေဖို့အတွက်အခွင့်အရေးမရှိတဲ့ဘဝကိုမြတ်စွာဘုရားကအရင်ထုတ်ပြတယ်ရှစ်မျိုးတောင်ထုတ်ပြတယ်အဲ့ဒါကိုဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ရက်ပြစ်၈ပါးဆိုပြီးတော့မှတ်သားဘူးတယ်ပေါ့ဒီနေ့မှာဦးဇင်းတို့တောင်မြုပ်စတော်ကြီးကတော့ရက်ပြစ်ဆိုတာနော်အပြစ်ရှိတဲ့အရက်ကိုရက်ပြစ်လို့ဗမာတွေကပြောတယ်တဲ့ဒီနေ့မှာအပြစ်ရှိတယ်ဆိုတာကထူးထူးကြီးအပြစ်ရှိတာကိုပြောတာမဟုတ်ပါဘူးတဲ့မက်ဖို့နိဗ္ဗာန်ကိုရအောင်လုပ်နိုင်ခွင့်မရှိတာကိုပဲဒါကြီးကျယ်တဲ့အပြစ်တရားအနေနဲ့အပြစ်ရှိတယ်လို့ပြောတာတဲ့အဲ့ဒီအပြစ်ရှိတဲ့အရက်ဘဝရှင်မျိုးရှိတယ်ဒါကိုရက်ပြစ်၈ပါးလို့ဆိုတယ်နော်အဲ့ဒီရက်ပြစ်၈ပါးကိုဦးဇင်းတို့ဆောင်းပုတ်ကလေးနဲ့အလွယ်မှတ်မယ်ဆိုရင်တော့ခေါင်းထဲမှာလွယ်လွယ်ကူကူမှတ်သားမိနိုင်တာပေါ့နော်အဲ့ဒါဦးဇင်းတို့ပိဿပေါင်းတော်တို့တချို့လည်းရမယ်ထင်ပါတယ်နော်ဖျားပွင့်ကဘယ်သုံးရွာနှစ်ဒီကယုတ်နှံဖြစ်လက်ပစ္ဆာမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသားဉာဏ်ရှိညာလီဖျားမဖြစ်ကြံကံလှစ်သည်ရက်ပြစ်၈ပါးတယုတ်ဒီဟုတ်
ဒါလေးကိုရမယ်ဆိုလို့ရှိရင်ရပ်ပြစ်7ပါးကိုသိတယ်တနည်းအားဖြင့်ငါဟာဒီအခြေအနေဆိုဘဝဆိုရှင်မျိုးကလွတ်မြောက်ထားတဲ့ငါလို့ကိုယ့်ရဲ့ကောင်းမြတ်တဲ့အခြေအနေရဲ့တန်ဖိုးကိုကိုယ်တိုင်နားလည်သွားမယ်ပေါ့နော်ဘာပြောတာတုံးဆိုတော့ဖះပွင့်ငါဘယ်3ရွာနဲ့ဟောလောကကြီးမှာဖះကပွင့်နေတယ်သူတော်ကောင်းတရားထွန်းကားနေတယ်သို့တော့တတ္တဝါကဘယ်ရောက်တုံးဆိုတော့အပေ3ရွာမှာရောက်နေတယ်ပိတ္တရေအပေ4ရွာလို့မပြောဘူးနော်အမှန်ကအပေ4ပုံလို့ပဲအပြောများတယ်မဟုတ်လားအေးအဲ့ဒါအပေ3ရွာဆိုတာကဘာကိုပြောတာတုံးဆိုတော့ငရဲတလိษံပြိတ္တာအတူတကယ်ကိုပြိတ္တာထဲမှာထည့်လိုက်တယ်တဲ့ဒါကြောင့်အပေက3ရွာဖြစ်သွားတယ်နော်ဘုရားကလောကကြီးမှာပွင့်နေတဲ့တတ္တဝါကအဲ့ဒီလိုမျိုးအကျင့်မြတ်ကိုကျင့်သုံးနိုင်ခွင့်မရှိတဲ့တန်တရားဝဆင်းရဲကလွတ်မြောက်အောင်လုပ်နိုင်ခွင့်မရှိတဲ့တဲ့တော့ပြောရရင်ကိုရောက်နေတဲ့ဒုက္ခကနေကိုလွတ်အောင်ယုံနိုင်ခွင့်မရှိတဲ့အဲ့ဒီဘဝ3မျိုးမှာသူရောက်နေတယ်ဒါဆိုရင်ရပ်ပြစ်7ပါးတဲ့သူပါသွားတယ်ပေါ့နော်ဘုရားပွင့်ကဘယ်3ရွာနဲ့ဒီကာယုနတ်ဟောဒီကာယုနတ်ဆိုတာဒီကာအာယုဒီကာဆိုတာရှိလေရတာအာယုဆိုတာအသက်ရှိတဲ့နတ်ဆိုတာဒီနေမှာဘာကြီးပဲပြောတာတော့ဆိုတော့အတင်ညတဘုံလို့ဆိုတဲ့ရုပ်ကြီးရှိတဲ့ဖြစ်မှာနော်အရူပဘုံလို့ဆိုတဲ့အရူပပြမလို့ဆိုတဲ့နော်နာကြီးရှိတဲ့ပြမဒါတွေရှိတယ်လို့ဆိုတဲ့လောကကြီးမှာနော်အေးအဲ့ဒီအတင်ညတပြမအရူပပြမတွေဟာရုပ်ကြီးရှိတဲ့အတွက်ကြောင့်နာကြီးရှိတဲ့အတွက်ကြောင့်နော်သူတို့မှာအကျင့်မြတ်ကိုကျင့်သုံးနိုင်ခွင့်နဲ့လွဲချော်ကြရတယ်ပေါ့နော်နာကြီးရှိတော့လည်းပဲရုပ်မရှိလို့ဘုရားမဖူးနိုင်ဘူးတရားမနာနိုင်ဘူးပေါ့ဟုတ်လားဒါကြောင့်သူကလည်းအခြေအနေဆိုးတယ်ပေါ့နော်အေးသူလည်းပဲဒါရပ်ပြစ်7ပါးထဲမှာပါရတယ်ဘဝကယုံညံ့လွန်းလို့မဟုတ်မဲ့ဖို့နိဗ္ဗာန်ကိုရနိုင်ခွင့်မရှိလို့သူ့ကိုရပ်ပြစ်7ပါးထဲထည့်ရတယ်ဖះပွင့်ကဘယ်3ရွာနဲ့ဒီကာယုနတ်ဖြစ်လက်ပစ္စံဟောဖြစ်လက်ပစ္စံဆိုတာဖះကလောကကြီးမှာပွင့်နေတဲ့တတ္တဝါပစ္စံတတိအရက်ဆိုတဲ့အလွန်ဝေးလံခေါင်တည်တဲ့အရိုင်းအဆိုင်လူရိုင်းတွေကြတယ်မှာသွားပြီးတော့ဖြစ်တယ်နော်ဖះမှမသိတရားမှမသိတန်ခါမှမသိသူတော်ကောင်းတရားမှမသိဟုတ်လားအဲ့လိုသိနိုင်ခွင့်မရှိတဲ့ဝေးလံခေါင်တည်တဲ့လူရိုင်းမျိုးတွေသွားဖြစ်နေတယ်ငါးခုရှိသွားပြီနော်ဖះပွင့်ကဘယ်3ရွာနဲ့ဒီကာယုနတ်ဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဟောဘုရားကလောကကြီးမှာပွင့်တယ်တတ္တဝါကလူလည်းဖြစ်တယ်သို့တော်ဘာဖြစ်လို့ဆိုအယူအဆမှားယွင်းတဲ့အမျိုးအနွယ်တွေမှာသွားပြီးတော့ဖြစ်တယ်နော်ဒါကိုမိစ္ဆာဉာဏ်ရှိလို့ပြောတယ်အဲ့ဒါလည်းရပ်ပြစ်7ပါးတွေဘာသွားတယ်ဒီကနေ့ခေတ်မှာရပ်ပြစ်7ပါးတွေမှာပါတဲ့လူတွေအများကြီးမရှိဘူးလားရှိရနော်အေးဘုရားပွင့်ကဘယ်3ရွာနဲ့ဒီကာယုနတ်ဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသားဉာဏ်ရှိညာလီဘုရားမဖြစ်ကြံကံလှစ်သည်ဟောဉာဏ်တော့ရှိပါရဲ့မိစ္ဆာဉာဏ်ရှိဉာဏ်မရှိသားဉာဏ်မရှိသားကြံနေသေးတယ်လောကကြီးမှာဘုရားကတော့ပွင့်တယ်တတ္တဝါကမိစ္ဆာဉာဏ်ရှိတာတော့မဟုတ်ဘူးသို့တော်သူကဘာဉာဏ်မှကိုမရှိမွေးလာတဲ့ကစားအထိုင်ကလေးအားလေးနော်အေးလမူခေါ်တဲ့တရေတများများနဲ့ကောင်းတာပြောလို့ပြောမှမသိဆိုးတာပြောလို့ပြောမှမသိနော်အားကလေးအထုံကလေးအထိုင်ကလေးအဆွန့်ကလေးပိတ္တတို့မြင်မှုမှာပါနော်အေးအဲ့ဒါမျိုးဆိုရင်လည်းပဲသူကမဲ့ဖို့တရားအထူးတရားအမြတ်ကိုရနိုင်တဲ့အခြေအနေသူမှမရှိဘူးဉာဏ်ရည်ဉာဏ်သွေးနှိမ့်ပြီးတော့အုံနောက်အရေးအသွေးမပြည့်တဲ့လူတွေပေါ့ဟုတ်ရလားအေးအဲ့ဒါလည်းပဲရပ်ပြစ်7ပါးနဲ့ပါတယ်နော်အေးနောက်ဆုံးရပ်ပြစ်7ပါးကဘာလို့ဆိုတော့မိစ္ဆာဉာဏ်ရှိဉာဏ်မရှိသားဉာဏ်ရှိညာလဲဘုရားမဖြစ်ကြံကံလှစ်သည်လူကတော့အည်အသွေးပြပါတယ်ပိမိခိုင်းမိပါပဲဒါမဲ့လို့သူလူဖြစ်နေတဲ့အခိုက်မှာလောကကြီးမှာဘုရားကမပွင့်ဘူးတဲ့ဟုတ်လားအဲ့ဒါဆိုရင်ရပ်ပြစ်7ပါးစီမသွားဘူးလားစီသွားတယ်ခုတက္ကသမားတို့ဦးဇင်းတို့တွေမှာအဲ့ဒီ10မျိုးထဲမှာကိုမပါဘူးကိုဟာ9ခုမြောက်ထဲမှာကိုရောက်နေတယ်ဒါကိုနဝမခဏနော်နဝမ9ခုမြောက်အလွန်ကောင်းတဲ့အခွင့်အရေးနဲ့ပြည့်စုံတဲ့ဘဝတစ်ခုအခြေအနေတစ်ခုကိုရထားတယ်ပိဋကရဲ့တန်ဖိုးကိုတိမှလည်းပဲတန်ဖိုးကပို့ထားတာနော်အေးတော့ကြောက်တလုံးကောက်တော့ရထားတာပဲဘလောက်တန်တယ်လို့မသိဘူးဆိုကြပါစို့ကိုယ်စိတ်ထဲက3သိန်းလောက်ပဲတန်တယ်ဆိုရင်3သိန်းတန်လောက်ပဲစောင်းရှောက်မယ်3သိန်းတန်လောက်ပဲဝမ်းသာမယ်ပေါ့ဟာသိန်း100တန်တယ်လို့မြန်သိမယ်ဆိုရင်တော့သိန်း100တန်လောက်ဝမ်းသာမယ်သိန်း100တန်နဲ့ညီတဲ့စောင်းရှောက်မှုပေးမယ်သိန်း100နဲ့တန်တဲ့တန်ဖိုးထားမှုဖြစ်မယ်ပေါ့ဒါကြောင့်တန်ဖိုးကိုနားလည်ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်လူဘဝရဲ့တန်ဖိုးဆိုတာဘာလဲဆိုရင်အဲ့ဒီမြင့်မြတ်မှုဗြဟ္မစရိယဆိုတဲ့ကောင်းမြတ်တဲ့အကျင့်ဒုက္ခကလွတ်အောင်ယုံထွက်နိုင်အောင်ကြိုးစားအထောက်တဲ့ဒီအကျင့်မြတ်ကိုကျင့်သုံးနိုင်ခွင့်ရှိတာကိုပဲဒါလူဘဝရဲ့တန်ဖိုးလို့ပြောတယ်တဲ့ဒါကြောင့်တန်ဖိုးရှိတဲ့ဘဝဒါအခွင့်သာတုံးဆိုတာလေးကိုဦးဇင်းတို့နည်းနည်းချဲ့ထွင်ပြီးတော့ပြောနေတာပါအခွင့်သာတယ်ဆိုတာဒါကိုပြောတာဆိုတာလေဟုတ်လားပြီးရင်ဦးဇင်းတို့တန်ဖိုးလည်းရှိတယ်စောစောက2ချက်ပြောခဲ့တဲ့လူဘဝဟာတန်ဖိုးလည်းရှိတယ်ရာလဲရာခဲတယ်ရာခဲတယ်ဆိုတာလေးကလည်းပဲအလွန်မှထက်တွက်စရာကောင်းတဲ့အနေအထားတစ်မျိုးပေါ့အဲ့ဒါဘယ်လောက်ထိရာခဲတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဦးဇင်းတို့မဟာဝဂ္ဂတယုတ်ပါဠိတော်မှာဟောထားတာတစ်ခုရှိတယ်စိတ်ကလယုဂလသုတ်စိတ်ကလယုဂသုတ်တန်ဆိုပြီးတော့နောက်သုတ်တန်နှစ်ပုဒ်ဟောထားတာရှိတယ်အဲ့ဒါပိဋကပေါင်းသူတော်တို့ကြားဖို့ပြီးသားပါဟိုလူတယောက်ကနော်တဘိုးတုံးတထုံးကိုအပေါက်တစ်ပေါက်ဖောက်ပြီးတော့မုတ်တရားတွေကိုပြစ်ချလိုက်နော်အဲ့ဒီထိုးပြားကအပေါက်တစ်ပေါက်ပါတဲ့ထိုးပြားကတောင်းလေးလိုက်ရင်မြောက်သွားမယ်မြောက်လေးလိုက်ရင်တောင်းသွားမယ်အဲ့လိုပဲရှိလေးလိုက်နောက်သွားမယ်နောက်လေးလိုက်ရင်အရှင်းသွားမယ်အဲ့ဒါကြုံမိကြုံရရောက်မိရောက်ရသူလည်းမျိုးချင်ရမျိုးနေမယ်ပေါ့အဲ့ဒီပင်လေသမုတ်တရားထဲမှာပဲမျက်စိနှစ်ဖက်အစုံပြက်နေတဲ့လိကန်းတကောင်ကလည်းပဲအနှစ်တရာကြာမှ
ရေပေါ်ကိုသူကလည်းတစ်ခါတက်တယ်လို့ဆိုတယ်နော်အနှစ်တရာတွင်းမှာတော့သူဒီလိုပဲရေအောက်မှာပဲနေတယ်အနှစ်တရာပြီးမှသူကတစ်ခါပဲတက်မယ်အလွန်ကျေပြောလာတဲ့ဒီသမုဒ္ဒရာကြီးထဲမှာအပေါက်တစ်ပေါက်ရှိတဲ့ထိုးပြားကလည်းမျောချင်ရမျောမယ်မျက်စိနှစ်ဖက်ကန်းနေတဲ့အနှစ်တရာမှတစ်ချိန်တက်တဲ့လက်ကြီးကလည်းသွားချင်ရသွားနေမယ်ပေါ့အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီဥပမာကိုထုတ်ပြပြီးတော့ချက်သားတို့တဲ့အဲ့ဒီလိတ်ကန်းဟာအဲ့ဒီထဘိုးပေါက်မှာစွတ်မိဖို့ဆိုတာလွယ်ကူတဲ့အလုပ်လို့ဆိုနိုင်မလားတဲ့မဆိုနိုင်ပါဘူးဗျာလို့ရဟန်းတော်တွေကလည်းရှောက်တာပါပဲအဲ့တော့မြတ်စွာဘုရားကအေးအဲ့ဒီဟာမလွယ်ကူတာထက်လူအဖြစ်ကိုရဖို့ဆိုတာကပို့ပြီးတော့မလွယ်ကူဘူးဘာကြောင့်လဲဆိုတော့အပေလေးပါးကိုပြည့်စည်ပြီးတော့ကြာသွားတဲ့တတ္တဝါတူတယောက်တည်းလူအဖြစ်ကိုပြန်ရဖို့ဆိုတာအလုံးမခရင်နေတဲ့ဘာကြောင့်လဲဆိုတော့အပေလေးပုံတည်းအညမညာခါရန်တိအချင်းချင်းစားတယ်နိုင်ရာစားတယ်အာကြီးချင်းတည်ပင်လင်သူကတော့အမှန်တရားပဲဟုတ်လားအပေပုံဆိုတာဒါအာဟာသူ့ဘာသူတို့ရဲ့ဘဝအခြေအနေမှာဒါအမှန်တရားပဲနော်ဒါကြောင့်သူတို့မှာကောင်းမြတ်မှုမြင့်မြတ်မှုဆိုတာအလွန်မှဖြစ်ထောက်ဖြစ်ခဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဘဝဆိုးတွေကနေလွတ်မြောက်ဖို့ဆိုတာတော်တော်မလွယ်ဘူးပေါ့အဲ့ဒီမှာမြတ်စွာဘုရားကဒုတိယသုတ်တန်ကြတော့သူကဘာလေးအထူးပြုပြီးတော့ပြောတာတုံးဆိုတော့လူဘဝကိုရဖို့ကပို့ပြီးတော့ခရင်နေတဲ့ဘာကြောင့်လဲဆိုတော့အကြောင်းတွေစုံမှလူဘဝဆိုတာရတာပါတဲ့အဲ့ဒီစကားကအတိတ်ဘယ်ကအလွန်ကျယ်တယ်ဗျဟုတ်လားအကြောင်းတွေစုံမှလူဘဝဆိုတာကိုရတာပါအဓိကအကြောင်းတရားကတော့ကုသိုလ်ပဲနော်အဓိကအကြောင်းတရားကဘာလဲကုသိုလ်ပဲအေးဒါကြောင့်အကြောင်းစုံမှကုသိုလ်လူဘဝဆိုတာရတာပါတဲ့အဲ့ဒီမှာတစ်ဆက်တည်းမြတ်စွာဘုရားဘာပြောတော့ဆိုတော့အေးတဲ့လူဘဝဆိုတာလည်းပဲအကြောင်းစုံမှရတယ်လို့ဘုရားပွင့်တယ်ဆိုတာလည်းအကြောင်းတွေတကယ်စုံမှပွင့်လာတဲ့နော်သူတော်ကောင်းတရားထွန်းကားတယ်ဆိုတာလည်းအကြောင်းတွေအများကြီးတကယ်စုံမှသူတော်ကောင်းတရားဆိုတာထွန်းကားလာတဲ့အခုတဲ့ဘုရားလည်းပွင့်တယ်သူတော်ကောင်းတရားလည်းထွန်းကားတယ်တင်တို့လည်းပဲအကြောင်းစုံလို့လူသားတရားဖြစ်နေတယ်အဲ့ဒါလို့အကြောင်းတွေစုံတော့မှသစ္စာလေးပါးတရားကိုသိအောင်ကြိုးစားအထောက်လိုက်ကြလို့မြတ်စွာဘုရားကအဲ့ဒီမှာနေကုန်းချုပ်တိုက်တွန်းတယ်နော်အကြောင်းတွေစုံတော့မှသစ္စာလေးပါးကိုသိအောင်ကြိုးစားအထောက်လိုက်ကြနော်လူဘဝကြီးမှာတမိုးရှိသောလို့ဟာဘာလဲလို့မေးရင်သစ္စာလေးပါးသိရသိကြောင်းကုသိုလ်ကောင်းမှုအစုစုကိုပြုခြင်းဒီဒါတန်ဖိုးအရှိဆုံးအလုပ်လို့ပြောရမှာဟုတ်လားကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာလည်းပဲသစ္စာလေးပါးကိုသိဖို့ဆိုတဲ့ရည်ရွယ်ချက်ပါမှဖြစ်မှာနော်ဘာမှဖြစ်မှာဓမ္မတုကတန်ဖိုးအကြီးဆုံးအလုပ်တွေကိုတန်းဝင်သွားမှာပေါ့ဟုတ်ရဲ့လားအေးဒါကြောင့်မြတ်စွာဘုရားကလူဘဝကြီးရခဲ့တယ်ဆိုတာအဲ့ဒါလေးနဲ့ပေါ်လွင်ထင်ရှားအောင်ပြောတယ်ပေါ့ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အလွန်မှတန်ဖိုးရှိတယ်နော်ဘုရားသာသနာနဲ့တွေ့ရတဲ့အကျင့်မြတ်ကိုကျင့်သုံးနိုင်ခွင့်ဆိုတဲ့အခွင့်အရေးအပြည့်အဝရှိတဲ့တန်ဖိုးရှိတဲ့လူဘဝကြီးရခဲ့တဲ့လူဘဝကြီးကိုရကြပြီရနေတဲ့အခါမှာစဉ်းစားရကောင်းတာကမေငါဤရတ္တိန်တိဝါညစ်နေတို့သည်ကထံဘူတ္တဘဲပုံစံနဲ့ဝိတိဝတ္တန်တိကုံသွားကြသည်နေဟောဘုရင်တို့ပပ္ပစိတဗိနာသုတ်တံဆိုတာရှိတယ်ဗျအဲ့ဒီမှာမြတ်စွာဘုရားကအမြဲတမ်းစဉ်းစားရမယ့်အချက်10ချက်ဆိုပြီးတော့ဟောထားတာရှိတယ်ဒါတစ်ချက်အပါဝင်ပေါ့ဘာစဉ်းစားခိုင်းလဲဆိုတော့ငါရဲ့အခြေအနေဟာဘယ်လိုကုံသွားတာလဲလို့ယဟန်ဆိုတာအမြဲတမ်းစဉ်းစားရမယ်တဲ့ယဟန်မှာမဟုတ်ဘူးလူလည်းပဲအကျိုးရှိခြင်းနဲ့ဆိုရင်စဉ်းစားရမှာပဲဟုတ်လားငါရဲ့အခြေအနေဘယ်လိုကုံသွားလဲဆိုတာကိုစဉ်းစားရမယ်တဲ့အဲ့လိုသာစဉ်းစားမယ်ဆိုရင်တော့တူတူကိုအဖြေကတော့တိတ်မကောင်းဘူးလို့ထင်တာပဲအခြေအနေဘယ်လိုကုံသွားလဲလို့စဉ်းစားရင်အများစုကတော့အိတ်ပြလိုက်တဲ့အခြေအနေနဲ့အများကြီးကုံတယ်ဟုတ်လားတန်ဖိုးမရှိတဲ့စကားတွေကိုပြောရင်းနဲ့အခြေအနေအများကြီးကုံတယ်တော့ရောက်တောင်ရောက်အတွေးတွေတွေးရင်းနဲ့အခြေအနေအများကြီးကုံတယ်ဟုတ်လားဘာမှတန်ဖိုးမရှိတဲ့ဘူရီယိုစကားတွေကြည်ရင်းနဲ့အချင်းကုန်တာတွေလည်းအများကြီးရှိတယ်ဟုတ်လားတကယ်တမ်းတွက်ကြည့်မယ်ဆိုရင်အဲ့ဒါတွေဒါနှုတ်လိုက်မယ်ဆိုရင်တော့တန်ဖိုးရှိတာကိုလုတ်ပြီးတော့ကုန်တဲ့အချိန်ကတော်တော်ကြီးကိုနည်းသွားတယ်ဒါကလည်းပဲပိဿပေါင်းတော်တို့စဉ်းစားမိမှလည်းပဲသဘောပေါက်ပြီးတော့နှစ်မျိုးအကောင်မှသိမှာဟုတ်ဗျတကယ်တမ်းကဒီအချိန်ဒီပင်ဒီတန်ဖိုးရှိတဲ့ဘဝလို့မဆိုနိုင်ဘူးလားဘဝဆိုတာဒီအချိန်လေးတွေရဲ့အစုပဲလေဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဿပေါင်းတော်တို့ငါဟာအချိန်ဘယ်လိုကုန်ခဲ့တာလဲလို့စဉ်းစားရင်တော့တော်တော်ထိတ်လန့်စရာကောင်းတာပဲများသောအားဖြင့်တော့အချိန်ကိုဘယ်လိုအသုံးချလိုက်တုံးဆိုတော့တန်ဖိုးမရှိတဲ့ဘက်မှာအသုံးချပလိုက်တယ်တဲ့တဲ့ပြောရရင်အချိန်ကိုဖြုံးပြလိုက်တယ်ပေါ့နော်အချိန်ကိုဖြုံးခြင်းဒီဘဝကိုဖြုံးခြင်းမှာပဲနော်တကယ်တမ်းကလက်60နေရမဲ့လူတယောက်အသက်50လောက်ထိမိမိရောနေလာတယ်ဆိုရင်6ပုံ5ပုံကိုသူအလဟတ်တကိုပဲဖြုံးလိပြလိုက်တာဖြစ်နိုင်ကြီးအများကြီးရှိတဲ့လူဘဝကိုဘာမှဖြစ်အောင်မလုပ်လိုက်ဖဲနဲ့သူဟာအချိန်ကိုအလဟတ်တဘဝကိုအလဟတ်တဖြုံးပြလိုက်တာလူဘဝရဲ့အင်မတန်ကြီးတဲ့အပြစ်တွေထဲမှာဒီအပြစ်ဟာလည်းပဲတော်တော်ကြီးတဲ့အပြစ်တွေကိုပါမယ်လို့ဦးဇင်းကတော့ထင်တာပဲဒါပေမဲ့အချိန်ဖြုံးတာကိုတော့ဘယ်သူမှအပြစ်လို့သိပြီးတော့မမြင်ညာဘူးပေါ့ငါဘာဘယ်သူကိုဘာလုပ်နေလို့လဲလို့ပြောမှာပေါ့နော်ဒါပေမဲ့လို့ဖြစ်နိုင်ကြီးရှိပါလက်ခင်နဲ့ဖြစ်နိုင်ကြီးရှိတာကိုအသုံးမချဘဲနဲ့အလားတကုန်ခန်းသွားစီတယ်ဆိုတော့ဒါတော်တော်ကိုနှမျောစရာမကောင်းဘူးလားတကယ်တမ်းကကောင်းတယ်ဘယ်လိုအချိန်ကုန်လဲဆိုတာစဉ်းစားရမယ်နော်လူအများစုကတော့နော်လေဒီဆိုကြီးရေးထားတဲ့တေးတက်ထဲကလို့အချိန်ဘယ်လိုကုန်လဲဆိုတော့ငါအာယုံပင်အစုခင်မှုနဲ့နေကုန်ဟောအချိန်ဘယ်လိုကုန်လဲဆိုတာရဲ့အဖြေကတော့ရေဘူးရကတော့အဲ့ဒါပဲငါအာယုံပင်အစုခင်မှုနဲ့နေကုန်ငါအာယုံဆိုတာအာယုံ၅ပါးဘင်အစုဆိုတာဘင်ဆိုတာကမစင်ကိုပြောတာ
နော်အာယုံ၅ပါးကြောင့်ဖြစ်တဲ့ချမ်းသာဆိုတာမစင်ကြယ်တဲ့မတန့်ရှင်းတဲ့ချမ်းသာမှုမစင်အညစ်အကြေးနဲ့တူတဲ့ချမ်းသာလို့ဆရာကြီးကနာမည်တက်တာဒါလည်းမြတ်စွာဘုရားရဲ့အလိုတော်ကြပါပဲနော်ကာမဂုဏ်ချမ်းသာဆိုတာမိန်လဒုက္ခမစင်ချမ်းသာလို့ဒါဘုရားလည်းဟောထားတာနော်အဲ့တော့လူတွေဘလို့အချိန်ကုန်လဲဆိုတော့ငါးအာယုံပင်အစုခင်မှုနဲ့နေကုန်အဲ့ဒီအာယုံ၅ပါးကိုခင်မင်တွေ့တာမမောရအောင်ရှာဖွေကြိုးစားအထုတ်ရင်းနဲ့ပဲနေတွေကုန်သွားတယ်တဲ့ငါအာယုံပင်အစုခင်မှုနဲ့နေကုန်နေယခုမေဘုံလို့တွေ့မဲ့ကျုံစခံဘယ်လေးဝတောက်ကဘုံမှာမျိုးရယုံရှိတော်ကမန်းအဲ့ဒီတေးတဲ့လေးကတလုံးချင်းဆိုကြည့်ရင်တော့တော်တော်ကောင်းတယ်ဗျနော်စဉ်းစားတယ်ကလည်းတော်တော်ကောင်းတယ်အတိတ်ကအလွန်မှလေးနဲ့တယ်လို့ဆိုရမယ်နော်ငါအာယုံပင်အစုခင်မှုနဲ့နေကုန်နေယခုမေဘုံလို့တွေ့မဲ့ကျုံစခံဒီလောက်မေ့တာများကြုံမကြုံဘူးပါဘူးလို့ပြောတာပါနော်နေယခုမေဘုံလို့တွေ့မဲ့ကျုံစခံဘယ်လေးဝတောက်ကဘုံမှာမျိုးရယုံရှိတော်ကမန်းဆိုရင်မူပူလောင်မှုတွေနဲ့အမြဲတမ်းဆင်းရဲနေတဲ့အပေပုံနဲ့မျိုးရလိမ့်မယ်တဲ့ဒီတိုင်းသာဆိုရင်တော့နော်ပေလေးဝတောကဘုံမှာမျိုးရယုံရှိတော်ကမန်းအဝီစီတောင်းအငုံမှာကောင်းမပြူစရာနှစ်အရှိနှစ်မီလန်းကိုလာနေမျိုးစမ်းနဲ့ကိုနောက်ဆုံးတကယ်ဆိုးလာပြီဆိုရင်ငရဲထီရောက်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်နှစ်အရှိနှစ်မီလန်းကိုလာနေမျိုးစမ်းနဲ့ကိုဒေသနာထင်းအလင်းရနဲ့နင်ဖြင့်ပူရတာဘူးဟောမြတ်စွာဘုရားဟောထားတဲ့တရားတွေကတော့အလွန်မှလည်းရှင်းတယ်နားမလည်စရာလည်းဘာမှမရှိဘူးဒေသနာထင်အလင်းရဲ့နဲ့နင်အဖြင်းပိုတဲ့တာဘူးပြင်းတာကိုသူကသိမပြောဖြင်းတာကိုပြောထားတယ်နော်ဟုတ်လားအေးဖြင်းတာကတော်တော်ဆိုးတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားနင်အဖြင်းပိုတဲ့တာဘူးဒီလောဘဇရိုက်အိုကိုမလိုက်လို့ရှောင်ပြစ်လို့နောင်အသစ်တကယ်ပြင်းလျင်ကောင်းဖို့အရှင်ဟောဒါကလည်းအလွန်မှအဓိပ္ပာယ်ကောင်းတယ်ဒီလောဘဇရိုက်အိုကိုမလိုက်လို့ရှောင်ပြစ်လို့နောင်အသစ်တကယ်ပြင်းလျင်ကောင်းဖို့အရှင်နော်လောဘကိုဇရိုက်အိုလို့နာမည်တက်တယ်နော်လောဘကတန်တရားတစ်ခွင်ကဒီအချိန်ထိသူကကိုယ်တန်တာမှာဆွဆွမြဲမြဲဖြစ်နေတဲ့အိုလှမင်းလှပြီကြာလှပြီဆိုတဲ့ဇေယိုက်ကြီးပေါ့မကောင်းတဲ့ဇေယိုက်ကြီးအိုမင်းနေလှပြီနော်ဇေယိုက်အိုတဲ့သုံးပုံကလေးကဟုတ်လားဒီလောဘဇေယိုက်အိုကိုမလိုက်လို့ရှောင်ပြစ်လို့လောဘနောက်ကိုမလိုက်ဖဲနဲ့တဲ့ဟုတ်လားဒီလောဘဇေယိုက်အိုကိုမလိုက်လို့ရှောင်ပြစ်လို့နောက်အသစ်တကယ်ပြင်လျင်ကောင်းဖို့အရှင်ဒီတိုင်းကတော့တိတ်မကောင်းဘူးအသစ်ကလေးပြင်ဖို့ဆိုတာပြောတာပါပဲဟုတ်လားနောက်အသစ်တကယ်ပြင်လျင်ကောင်းဖို့အရှင်ခွင့်သားခိုက်ကမမလိုက်ခြင်းလေအမိုက်နဲ့ပြင်ရှိသေးလေလိမ့်လားဟောအခွင့်သားနေတဲ့အခိုက်မှာမလိုက်ဘူးဆိုရင်တော့ကိုယ်တိုင်မိုက်တယ်လို့မရှိတော့ဘူးတဲ့ခွင့်သားဒုံကမမယုံရင်လေအရှုံးနဲ့ပြင်ရှိသေးလေလိမ့်လားခွင့်သားဇဲကမမခဲခြင်းလေအလွဲနဲ့ပြင်ရှိသေးလေလိမ့်လားတဲ့ဆိုတော့ကြီးကနော်သူတော်ကောင်းတရားနဲ့တွေ့တဲ့အခိုက်မှာစ조사အထောက်မှုမရှိဘူးဆိုလို့ရှိရင်နော်ကိုယ့်ထက်မိုက်တယ်လို့မရှိတော့ဘူးကိုယ့်ထက်လွဲတယ်လို့မရှိတော့ဘူးကိုယ့်ထက်ရှုံးတယ်လို့မရှိတော့ဘူးလို့ဟောဟာတာ၃လုံးနဲ့သတိပေးသွားတယ်နော်မိုက်တယ်ဆိုတာလည်းမကောင်းလွဲတယ်ဆိုတာလည်းမကောင်းရှုံးတယ်ဆိုတာလည်းမကောင်းဒါပေမဲ့လို့ဒီကရမတို့ဦးဇင်းတို့နော်လောဘဇေယိုက်အိုကိုမလိုက်လို့ရှောင်ပြစ်လို့နောင်အသစ်တကယ်ပြင်လျင်ကောင်းဖို့အရှင်အသစ်ပြင်မယ်ဆိုတော့ကောင်းတယ်ပေါ့နော်နေခြင်းမြေတိုင်းနေမယ်ဆိုရင်တော့နော်မကောင်းမှုဆိုတဲ့ဒီအမိုက်ဒီအလွဲဒီအရှုံးနဲ့ညားကြရမှာပဲဒါကတော့ဘယ်လိုမှမလွဲနိုင်နော်ဒါကြောင့်ပေးတော်ပေါင်းတော်ကောင်းတို့အခွင့်အာဏာတော့မှမယုံဘူးဆိုရင်တော့ကိုယ့်ရဲ့ရှုံးတယ်လို့မရှိတော့ဘူးအခွင့်အာဏာစဲမှာမခဲဘူးဆိုရင်တော့ကိုယ့်ထက်လွဲတယ်လို့မရှိတော့ဘူးဒီနေ့မှာဦးရှင်တို့ပေးတော်ပေါင်းတော်ကောင်းတို့လူတိုင်းကြားဖို့နေတဲ့နော်တေရီဝဇတ်ဆိုပြီးတော့နော်ရွဲကုန်တဲ့အကြောင်းကိုဦးရှင်နေကုန်းချုပ်ပြောခြင်းဟုတ်လားနော်မိုက်တယ်ရှုံးတယ်လွဲတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဦးရှင်တို့များသောအဖြစ်ဒီရွဲကုန်တဲ့ကိုလေဟိုငယ်တည်းကစပြီးတော့လူတိုင်းကြားဖို့ပါတယ်ဟိုလူတိုင်းကြားဖို့တယ်လို့သာပြောတာဗျဦးတဲ့တစ်ခါစကိုင်းမှာဟိုမေမြို့ကနေပြီးတော့ဦးရှင်တို့ဂေါ်တခါကလားတွေအများကြီးဦးရှင်ကြီးရောက်လာတယ်အဲ့တော့သူတို့တွေ့တော့သူတို့ကတရားဟောပါဆိုတော့ဦးရှင်ကလည်းအဲ့လိုဆိုရင်တော့ဘာပြောရမလို့စဉ်းစားရင်းနဲ့ခင်ဗျားတို့ရွေးကုန်တဲ့ကြားဘူးတယ်မလားဆိုကြားဘူးတဲ့နော်စဉ်းစားကြည့်နော်တခါကြီးမှမြကိုကြားဘူးနေတာလည်းပဲကိုကကြားဘူးနိုင်တဲ့အတိုင်းဝိုင်းလေးထဲမှာနေလို့ကိုကြားဘူးလားဒါကိုကတန်ဖိုးထားဖို့လိုတယ်ဟုတ်လားကြားဘူးနိုင်လောက်တဲ့အတိုင်းဝိုင်းမှာမနေရတဲ့လူတွေကြားဘူးဖို့မလွယ်အေးဒါပေမဲ့ဦးဇင်းတို့ဒီနေရာမှာရွေးကုန်တဲ့ကိုကြားဘူးနေတာကများသောအားဖြင့်ရွေးကုန်တဲ့ဇက်နဲ့ပတ်သက်ပြီးတော့ပြောကြတာနားထောင်ကြတာဘယ်လိုရွေးချက်နဲ့ပြောကြလဲနားထောင်ကြလဲဆိုတော့ရိုးသားဖြတ်မှတ်မှုရဲ့ဂုဏ်ကျေးဇူးမရိုးသားခြင်းကောက်ကျစ်ခြင်းရဲ့အပြစ်အနာစာကိုထင်ထင်ရှားရှားပြဖို့အတွက်ဒီရွေးကုန်တဲ့ကိုများသောအားဖြင့်ပြောကြတာပေါ့ဒါပေမဲ့လို့မြတ်စွာဘုရားဟောထားတာကအဲ့ဒီရွေးချက်နဲ့ဟောထားတာမဟုတ်မြတ်စွာဘုရားရွေးကုန်တဲ့ဇက်ကိုဟောထားခြင်းရဲ့ရည်ရွယ်ချက်ကရရှိလာတဲ့အခွင့်အရေးကိုအသုံးမချတတ်လို့လွဲသွားမယ်ဆိုရင်တော့နောင်တနဲ့ကြီးစွာပူပန်ရလိမ့်မယ်ဆိုတာကိုအဓိကထားပြီးတော့မြတ်စွာဘုရားဟောတာဟောခြင်းရဲ့အကြောင်းကိုလေ့လာကြည့်မယ်ဆိုရင်သိနိုင်တယ်ပေါ့ဘာကြောင့်ဟောတာတုံးဆိုတော့မြတ်စွာဘုရားလက်ထက်ကယဟန်တစ်ပါးကနောက်တရားအထုတ်မယ်ဆိုပြီးတော့တောဝင်တယ်တောထွက်တယ်ပေါ့ဗျာအဲ့ဒီမှာအထုတ်ရင်းနဲ့ဝရိယလျှော့ပြီးတော့ငါကတော့ဒီဘဝမဉ္ဇဉ်ပုံဉ္ဇဉ်ကိုရနိုင်မယ့်အနေအထားမရှိတော့ပါဘူးဆိုပြီးတော့ပြန်လှည့်လာပြီးတော့ဒီလိုပဲနေတယ်အဲ့ဒီမှာသူ့ရဲ့တရင်ကိုမြတ်စွာဘုရားကကြားလို့အဲ့ဒီယဟန်ကိုခေါ်ပြီးတော့
သင်ဟာဝရိယကိုလျှော့တယ်လို့ကြားတယ်အဲ့တော့ယဟန်တော်ကလည်းဟုတ်ကြောင်းပါလို့ရှောက်ရတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားဝရိယကိုမလျှော့နဲ့ဝရိယကိုလျှော့လို့ဒီတရားအထုအမြတ်နဲ့လွဲမယ်ဆိုလို့ရှိရင်ဟိုတုန်းကရွှေခွက်နဲ့လွဲခဲ့ရတဲ့ရွဲကုန်တဲ့မိုက်လို့သင်အကြာကြီးပူရလိမ့်မယ်ဆိုပြီးတော့အဲ့ဒီမှာသူ့ကိုအကြောင်းပြုပြီးတော့ဒီရွဲကုန်တဲ့ဇက်ကိုဟောတာအဲ့တော့ဦးဇင်းတို့ရွဲကုန်တဲ့ဇက်ရဲ့အဓိကရည်ရွယ်ချက်ဒီပါလဲဆိုရင်ရရှိလာတဲ့အခွင့်အရေးကိုအသုံးမချလို့လွဲပြီဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်နောင်တနဲ့အကြာကြီးပူရလိမ့်မယ်ဒါပဲသူ့ရဲ့အဓိကတော့ချက်ကအဲ့ဒါဘိသက်ပေါင်းသူတော်ကောင်းတို့ဟိုဇက်လန်းလေးကတော့နည်းနည်းလိပ်ပတ်လေအောင်2မိနစ်3မိနစ်တော့ပြောဥမှဖြစ်မယ်တည်ပြီးသားဆိုလည်းပဲနားထောင်ရမယ်နော်အေးဘုရားလောင်းကတကူသောဘဝတုန်းကရွဲကုန်တဲ့မျိုးမှာသွားပြီးတော့ဖြစ်တယ်တဲ့အဲ့ဒါတနေ့တော့အဖော်ရွဲကုန်တဲ့တယောက်နဲ့နော်အရိဋ္ဌပူရမြို့ကိုသူတို့သွားကြတယ်ပေါ့ဟိုရောက်တော့သူတို့ရဲ့ကုန်တဲ့တွေရဲ့ထုံးစံအတိုင်းနေမြေကိုအရင်ပိုင်းခြားလိုက်တယ်ဘယ်လန်းကမင်းရောက်ဘယ်လန်းကငါရောက်မယ်ဒါပေမဲ့လို့သူကပိုင်းခြားထားမယ်သူပိုင်းခြားအပိုင်စားရတဲ့နေမြေကိုသူရောင်းပြီးပြီဆိုတော့ကျန်တဲ့လူကဝင်ရောင်းလို့ရတယ်သူမရောင်းသေးဘူးဆိုတော့ကိုကသူ့နေမြေတွေကိုဥဖြေဖြားသွားပြီးတော့ရောင်းလို့မရအောင်အဲ့လိုနေမြေကိုခွဲပြီးတော့ရွေရောင်းရတယ်ပေါ့အဲ့လိုရောင်းရင်းနဲ့အဲ့ဒီမြို့မှာလည်းပဲတစ်ချိန်လုံးကအလွန်ချမ်းသာတဲ့တထေးကြီးမိသားစုရှိတယ်နောက်တော့ဆင်းရဲနွမ်းပါပြီးတော့နော်အလွန်ဆင်းရဲတဲ့မြေဖွားနှစ်ယောက်ပဲကျန်ရစ်တယ်အဲ့ဒါတထေးကြီးဘွားတုန်းကနော်တထေးကြီးရှိတုန်းကသုံးခဲ့တဲ့တသိန်းတန်တဲ့ရွှေခွက်တစ်ခွက်ကအိုးခွက်အဟောင်းနေကြတဲ့မှာကင်မေတွေမြူမုံတွေအလိမ့်လိမ့်ကပ်ပြီးတော့ရွှေခွက်မှန်းတောင်မြေဖွားကမတိတော့ဘဲနဲ့အဲ့ဒါကြီးကခွက်အဟောင်းကြီးတစ်လုံးနေနဲ့ရှိနေတယ်ပေါ့အဲ့ဒါနဲ့ဦးဇင်းတို့ဘုရားလုံးနဲ့အတူတူရွေးရောင်းသွားတဲ့ရွေးကုန်တဲ့ရဲ့နာမည်ကတေရီဝတဲ့နော်တေရီဝတဲ့အဲ့ဒီတေရီဝရွေးကုန်တဲ့ကအဲ့ဒီလမ်းကိုသူရောက်တယ်သူအရင်ရောက်တယ်ရောက်တော့သူကရွေးလို့ဆိုတော့အော်ပြီးတော့ရောင်းတာပေါ့ရောင်းတော့မြင်းမလေးကရွေးပန်ခြင်းတဲ့အတွက်ကြောင့်သူ့အဖွားကိုပူကြတယ်ရွေးပေးပါရွေးဝယ်ပေးပါငါမှဝယ်ပေးစရာပတ်စံမရှိဘူးဆိုတော့ဟိုမှာခွက်ကြီးတစ်လုံးရှိပါတယ်အဲ့ဒီခွက်ကြီးနဲ့လွှဲရင်တစ်လုံးနှလုံးတော့ရမှာပါရွေးလေးတစ်လုံးနှလုံးဆိုရင်လေကျိုးလေးနဲ့တီးပြီးတော့ဆွဲမယ်ဆိုရင်ဆွဲခြင်းတယ်ပေါ့အေးအဲ့လိုဆိုရင်လည်းခေါ်အေးဆိုတော့ခေါ်တာပေါ့အဲ့ဒါနဲ့တေရီဝရွေးကုန်တဲ့နဲ့တွေ့တော့ဘာနဲ့ဝယ်မှန်းဆိုဒီခွက်ကြီးနဲ့ဝယ်မှဆိုတော့အဲ့ဒီခွက်ကြီးကိုအနဲ့ချစ်ကြည့်လိုက်တယ်ရွှေခွက်ကြီးဖြစ်နေတယ်အဲ့ဒီမှာသူဘလို့စဉ်းစားလဲဆိုတော့ဟိုရွေးအနှဲငယ်မျှတောင်းမပေးခြင်းဘူးဟိုကတောင်းတာကအနှဲငယ်ပဲတောင်းတာဒါပေမဲ့သူကအနှဲငယ်မပေးခြင်းဘူးတစ်လုံးနှလုံးလောက်တကက်အလကားနီးပါးနဲ့သူကရခြင်းတာပြီးတော့ပေးမယ်ဒါပေမဲ့အလကားနီးပါးနဲ့ရခြင်းတာဒါပေမဲ့အဲ့ဒါကလည်းအခုမပေးဘူးအခုတော့နည်းနည်းမူးထားလိုက်အောင်ပဲကုံတယ်တို့ရဲ့ဇိုင်းနဲ့ခက်မိုက်သူကမူးနေတဲ့သဘောပေါ့နော်သူကမူလိုက်တာနောက်တစ်ခေါက်ပြန်လာမှဘယ်မတော့ယူခဲ့အဲ့ဒီဥစ္စာကိုပေးမယ်နည်းနည်းနဲ့ပေးမယ်ဆိုပြီးတော့သူကအဲ့လိုအတီပေါင်းနဲ့အပိုင်ပေါင်းတွက်တာပေါ့လေဟုတ်လားအဲ့ဒါကြောင့်မလို့သူကခွက်ကြီးကိုခတ်တီတီပဲမြေကြီးပေါ်ပြစ်ချမယ်ပဲဝတ်တောင်မတန်ဘူးပေါ့ဒီဟာကြီးကအဲ့တော့ရွေးတကုန်းနှစ်ကုန်းဆိုတာဘယ်လိုမှမရနိုင်ဘူးဆိုထွက်သွားတယ်အဲ့တော့မြေဖွားနှစ်ယောက်တနာတော်ဝဲကြံရစ်တယ်အဲ့ဒါနဲ့သူရောင်းပြီးပြီဆိုတော့ခဏနေတော့ဘုရားလောင်းရွက်ကုန်တွေကအဲ့ဒီလမ်းကိုရောက်လာတယ်ဟိုလူရောင်းပြီးသားလမ်းဆိုတော့သူဝင်ခွင့်ရှိတယ်အဲ့ဒါနဲ့ရောက်လာပြီဆိုတော့မြင်းမလေးကထပ်ပြီးတော့ပူဇာပြန်တယ်ပူဇာတော့ဘွားကဟဲ့ခုနတုန်းကငါတို့ကိုပဲဝက်တောင်မတန်ဘူးလို့ဒီခွက်ကြီးကိုမြေကြီးပေါ်ပြစ်ချန်သွားတာထပ်ပြီးတော့ဝယ်လို့လည်းရမှာမဟုတ်ပါဘူးအဲ့တော့မြင်းမလေးကအဘွားတဲ့ဒီလိုကဟိုတနာကျင်တဲ့ပုံရတယ်ပေါ့သူ့ရဲ့ရုပ်ရည်သူ့ရဲ့အတန်ကိုနားထောင်ကြည့်ရအဲ့ဒါနဲ့ဘာမှပေးမလဲမသိပါဘူးသွားဝယ်ကြည့်ကြအောင်ဆိုအဲ့ဒါနဲ့ပြေးဖွားနေရောက်တော့ကြပြန်ရောက်ဒီခွက်ကြီးကိုင်မယ်ဟိုရတော့ဘုရားလောင်းကအဲ့ဒီခွက်ကိုချစ်ကြည့်ပြန်တယ်ရွှေခွက်ကြီးမှန်းသိတယ်သိတဲ့အခါကျတော့ဘုရားလောင်းရဲ့ရိုးသားမှုကိုလည်းပဲအခြေခံနေပေါ့တန်ရာတန်ကြီးကိုပေးလို့တဲ့စိတ်ကိုလည်းပဲအခြေခံနေပေါ့အဲ့ဒါနဲ့ဘာပြောလို့ဆိုအဘွားဒါကတသိန်းတန်တဲ့ရွှေခွက်ကြီးဒီရွှေခွက်နဲ့တန်တဲ့ပစ္စည်းသူ့ဒီမှာမပါဘူးတဲ့အဲ့ဒါလိုပြောတဲ့ခါတော့အဘွားကြီးကမျက်လုံးပြိုးသွားတယ်အော်ငါသားဒါမင်းရဲ့ဘုံကံကြောင့်ဒါရွှေခွက်ဖြစ်သွားတာနဲ့မှာစောတော်တုန်းကလူကပဲဝက်တောင်မတန်ဘူးဆိုတယ်မြေကြီးကိုပြစ်ချသွားတာဒါမင်းဘုံကံကြောင့်ရွှေခွက်ဖြစ်သွားတာအဲ့တော့မင်းပေးခြင်းတော့ပဲပေးအဲ့လိုပြောတယ်အဲ့လိုပြောတဲ့ခါကျတော့ဘုရားလောင်းကအဲ့လိုဆိုရင်ဘွားဒါကတော့တသိန်းတန်တာအမှန်ပဲသို့တော့အဖွားကပေးခြင်းတော့ပေးမင်းကိုပေးမယ်ဆိုတော့ဘုရားလောင်းကအဲ့လိုဆိုရင်သူ့မှာရွယ်ရောင်းပြီးသားအတပြား900ရှိတယ်ပြီးတော့မရောင်းရသေးတာလည်း900ဘိုးလောက်ရှိတယ်အဲ့ဒါဒီအကုန်လုံးအဖွားတို့ဒါမိယူရဲတပြား900ဆိုတော့တထေးဖြစ်သွားတယ်ပေါ့ဟုတ်လားအေးရွယ်တွေလည်းအကုန်လုံးပေးပြီးတော့အဲ့ဒီတဲကဘုရားလောင်းကမြစ်ကိုကူးဖို့နီလဝဟာမြစ်ဆိုတာရှိတယ်သူကရွယ်ရောင်းလာတော့အဲ့ဒီမြစ်ကိုကူးဖို့အတွက်ရှစ်အတပြားသူပြန်ယူထားတယ်ပြီးတော့အရေးအကြောင်းကြုံလာလို့ရှိရင်လက်နဲ့အဖြစ်နဲ့တိုက်ခိုက်ဖို့ဆိုပြီးတော့ချင်းဝင်ရိုးကိုသူယူတယ်ဒါပဲကျန်တာဘာမှမယူတော့ဘူးအဲ့ဒါလွယ်အိထုံးလေးကိုချင်းဝင်ရိုးကိုထည့်တယ်ပြီးရင်ရှစ်တပြားထည့်ပြီးတော့တခါလဲအဲ့ဒီကနေပြီးတော့သူခတ်တုတ်တုတ်လစ်သွားတယ်ဘုရားလောင်းကမြစ်စေရောက်ပြီဆိုတော့ကရုသမားကိုရှစ်တပြားတခါလဲထည့်ပြီးတယ်ဘယ်သူခေါ်လို့မှမပြန်ပြီးတော့လှည့်နေငါ့ကိုအော်တာတခါလဲပို့အဲ့ဒါနဲ့သွားကြရောသူဘုရားလောင်းလဲထွက်သွားပြီဆိုတော့တောက်လျှောက်ခုနတုန်းကတေရီဝါရွက်ကုန်တွေကရောက်လာတယ်သူကဒီရှုကကြီးကမျက်စိတွေကမထွက်ရဘူးအဲ့တော့သူဝေးလန်ကိုမသွားဘူးဂိုင်ဒီလောက်ဆိုလို့ရှိရင်တော့ဒီမြေဘွားကိုတစ်လုံးနှလုံးလောက်ပေးလိုက်ရင်တော့ရမှာပဲဆိုပြီးတော့ဟုတ်လားရမှာပဲဆိုပြီးတော့လာတဲ့ခါကျဘယ်မှာတော့ယူခဲ့ပေါ့ခမမှာပဲလေးသန်းကခုနတုန်းကခွက်ရွက်တစ်လုံးနှလုံးပေးမယ်ပေါ့အဲ့တော့မြေဘွားနှစ်ယောက်ကဘာပြောတော့ဆိုတော့မင်းကပဲဝဲမှာမတန်ဘူးလို့ပြောတာကို
တသိန်းတန်နဲ့ရွှေခွက်ဆိုဟောတို့ကိုအတပြား900ကိုရွှဲ900ဘူးလို့အကုန်လုံးပေးသွားတယ်ဆိုသူ့ကိုဆဲကြတာပေါ့အဲ့ဒီမှာသူကဟာရွှေခွက်ပါသွားပြီဒါတေချာရလားဆိုတော့ तू မယုံနိုင်ဘူးအဲ့ဒါနဲ့မြေးဖွားနှစ်ယောက်ကို तू တေချာကြည့်တော့လည်းပဲဒါဟာနော်အပြောအပြက်ပြောနေတာမဟုတ်ဘူးတကယ်ဆိုတဲ့အမူအရာကိုလည်း तू တွေ့ရတယ်အဲ့ဒီလိုတကယ်ဆိုတဲ့အမူအရာကိုလည်းတွေ့လိုက်ရော तू စိတ်ထဲမှာဘလောင်ဆူသွားတယ်ဘလို့မှ तू စိတ်ထဲမှာထောက်ပြရမရတော့အဲ့ဒါနဲ့အဖွားတကယ်ပါသွားသလားဟာတကယ်ပါသွားတယ်တကယ်ပါသွားတယ်ဆိုတော့ तू ဘာလုပ်မလို့ဆိုတော့ဒါငါရတိုက်တဲ့အရာငါရတိုက်တဲ့အရာကိုဟုတ်ကောင်းယူသွားတာအဲ့ဒီလိုမတရားတာပြီးတဲ့ကိုအပြစ်ကိုမမြင်ဘူးနော်သူများအပြစ်ကိုပဲမြင်တယ်အဲ့တော့ तू ဘာလုပ်တော့ဆိုတော့ तू ယူသွေးတမ်းပဲဘာလုပ်လဲဆိုတော့ရွှဲတွေကိုအကုန်လုံးဖြန့်ကျက်ပစ်လိုက်တယ်တောင်းကိုလည်းပဲလွှတ်ပလိုက်တယ်ရတဲ့ငွေတွေကိုလည်းအကုန်လုံးပြစ်ကျဲလိုက်တယ်ပြစ်ကျဲပြီးတော့စောစောတုန်းကချိန်ဝင်ရိုးကိုလက်နဲ့အနေနဲ့ကင်ပြီးတော့ဘုရားလောင်းနောက်ကိုလိုက်တယ်အမှန်ကတော့ तू လောဘဒေါသနဲ့ယူသွားပြီအဲ့ဒီချိန်မှာဟုတ်လားအေးလိုက်သွားတဲ့အခါကျတော့မြစ်စိတ်ရောက်တော့မြစ်လေကောင်မှာမြင်ရတယ်ကရုသမားကနော်ရွှေခွက်ပါတဲ့ဘုရားလောင်းကိုတည်သွားပြီအဲ့ဒါနဲ့ပြန်လာခဲ့လို့ခေါ်တယ်ဒါမဲ့လို့ကရုသမားကရှေ့အတပြားပေးထားတဲ့ဘုရားလောင်းရဲ့စကားကိုပဲနားထောင်တာပေါ့ဒီလိုနဲ့သွားရင်းနဲ့သူ့ရဲ့မြင်ကွင်းကနေပြီးတော့ဘုရားလောင်းနဲ့ကရုသမားကြောက်ကွယ်သွားပြီလဲဆိုရောတေချာသွားပြီဒီရွှေခွက်ကြီးငါမရနိုင်တော့စောတုန်းကတော့နော်ငွေတွေရွဲတွေကိုပြည့်ကျဲတုန်းကတော့ဘုရားလောင်းနောက်ကိုလိုက်ရင်ရာကောင်းရအောင်မယ်ဆိုတဲ့အတွေ့အကြုံသူ့မှာရှိသေးတယ်ပေါ့ဟုတ်လားခုမြစ်စိတ်ရောက်ပြီဆိုတော့ပြန်ခေါ်တော့လဲသူရအောင်မယ်လို့ထင်သေးတယ်ဒါပေမဲ့ဟိုကမြစ်ဟိုပဲရောက်မြင်ကွင်းကပျောက်သွားပြီဆိုတော့မရနိုင်တော့ဘူးဆိုတာတေချာသွားပြီအဲ့ဒီတေချာပြီလဲဆိုရောသူ့ရဲ့နှလုံးဟာပူလုံးမကပူပြီးတော့နော်ຫນွေကာမှာညွန်အိုင်ဒီကွဲတဲ့ကဲ့သို့လို့စာတွေကတော့အလိုပြောတယ်သူ့ရဲ့နှလုံးဟာကွဲတယ်တဲ့ကွဲတဲ့အတွက်ကြောင့်ခရွန်းကသွေးပွက်ပွက်ထွက်ပြီးတော့အဲ့ဒီနာနဲ့သူကတေတယ်ယူုံနဲ့မကဘူးအသက်ပါဆုံးသွားတယ်အဲ့တော့ဘေးသက်ပေါင်းတော်ကောင်းတို့ဒီဇလန်ဒီဇက်တော်ကိုလူတိုင်းကြားဟုတ်တယ်ဟုတ်လားအဲ့ဒီမှာစဉ်းစားတရားရှိတာကအဲ့ဒီရွဲကုံတဲ့ရဲ့အနေအထားကိုစဉ်းစားတရားရှိတယ်ဒီရွဲကုံတဲ့ဟာဒီတသိန်းတန်ရွှေခွက်နဲ့ဘာကြောင့်လွှဲရတယ်လဲအဲ့ဒီအချက်ကလေးကိုစဉ်းစားရမယ်အမှန်ကသူ့အရင်တွေ့တာနော်အခွင့်အရေးဟာသူ့အရင်ရတာဒါမဲ့လို့သူကဘယ်လိုစဉ်းစားလဲဒါကိုသူကအလကားနီးပါးနဲ့လိုချင်တဲ့တစ်အချက်တန်ရာတန်ကြီးမပေးနိုင်တန်ရာတန်ကြီးပေးရမယ်ဆိုတာကဒီတသိန်းတန်တဲ့ရွှေခွက်ကိုတသိန်းတန်ကြီးပေးရမယ်လို့မဆိုလို့ထိုက်တဲ့လောက်ပေးလိုက်ရင်ကိုရမှာဒါမဲ့အဲ့ဒီထိုက်တဲ့လောက်ဆိုတဲ့အားစွမ်းကိုပဲသူမထုတ်နိုင်ဘူးဟုတ်လားသူကတခင်မှအနည်းနည်းလေးအလကားနေပါနဲ့ရကြတာအဲ့ဒီတစ်ချက်ဟာသူ့ရမှာပဲနောက်တစ်ချက်ကဘာလဲဆိုတော့ဦးဇင်းစဉ်းစားကြည့်မိတယ်နောက်တစ်ခေါက်ဆိုတာလေသူစဉ်းစားတယ်ပြီးရင်သူလာမှဒါတန်ရောစင်မပြတ်သေးဘူးအခုကသူကမူထားခဲ့တဲ့ကိစ္စပဲခဏနေရင်သူပြန်လာမယ်အဲ့တော့သူစိတ်ကူးထဲမှာတော့ဒီရွှေခွက်ကြီးကခဏနေရင်ရမှာခဏနေရင်ရမှာနောက်တစ်ခေါက်ဆိုအေးအေးပဲဒါပေမဲ့တကယ်တမ်းလက်တွေမှာနောက်တစ်ခေါက်ကရွှေခွက်ရမယ်နောက်တစ်ခေါက်မဟုတ်ဘူးအဲ့ဒီနောက်တစ်ခေါက်ကသူ့ရင်ဘတ်ဆောင်းကံမယ်နောက်တစ်ခေါက်ဖြစ်နေဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်အေးအဲ့တော့ပိဿပေါင်းသူတော်ကောင်းတို့တကယ်တမ်းသူလွဲပြီလဲဆိုရောဟောသွေးယူသွေးတန်းနဲ့အကုန်လုံးကိုကျေဖြန့်ပစ်တယ်နောက်ဆုံးလွဲသွားတာတေးကြပြီဘုရားလောင်းတဲ့ကရုသမားမြင်ကွင်းကလည်းပျောက်ပြီလဲဆိုတော့ဟောရွှေခွက်ဆုံးယုံနေမကဘူးအသက်ပါဆုံးသွားတယ်ဒီနေရာမှာတရားသမားတို့ဦးဇင်းတို့တွေလည်းပဲများသောအားဖြင့်ဒီရွဲကုံနေနဲ့ဘာမှမထူးဘူးအများစုကမထူးဘူးနော်အများစုဘလို့မထူးသလဲဆိုတော့စဉ်းစားကြည့်ဒီမဉ္ဇဉ်ဖုန်ဉဏ်ဒီဟူသောတရားထုတရားအမျက်ကိုဒါမြတ်စွာဘုရားကရွှေခွက်နဲ့ဥမာပေးတာပါပဲဟုတ်လားအေးဒီရွှေခွက်နဲ့တူတဲ့တရားထုတရားမြတ်ကိုတရားဓမ္မတို့ဦးဇင်းတို့တွေဟာရချောင်းကိုအကြောင်းမျိုးမျိုးပြပြီးတော့လွဲအောင်လုပ်နေတယ်ပေါ့တစ်အချက်ကတော့ဝရိယမဆိုင်ခြင်းတန်ရာတန်ကြီးမပေးခြင်းနည်းနည်းလေးကြိုးစားအထောက်တာနဲ့ရခြင်းနဲ့အလွန်ထင်ရှားတာကတော့ကုသိုလ်ကောင်းမှုလေးနည်းနည်းလုပ်ပြီးရင်ဆူတောင်းပြန်ရင်ပဲရတော့ရခြင်းနဲ့မရခြင်းဘူးလို့တော့မဟုတ်ဟုတ်လားဒါပေမဲ့တန်ရာတန်ကြီးသိပြီးတော့မပေးခြင်းဆူမတောင်းရဘူးလို့ဆိုတော့မဟုတ်ဘူးနော်ဆူတောင်းခြင်းရဲ့အခန်းကဏ္ဍလည်းအလွန်ကြီးကျယ်ပါတယ်ဟုတ်လားဒါပေမဲ့လို့မြတ်စွာဘုရားကဒါလုပ်ရင်ရမယ်လို့တေချာပေါက်ပြောထားတာပဲလေသို့တော်တရားဓမ္မတို့ဦးဇင်းတို့တွေကအဲ့ဒါကိုမလုပ်ဘူးပေါ့ဟုတ်လားငယ်ငယ်တုန်းကဟိုဦးဇင်းကိုဆွန့်ချက်ကတဲ့ဘွားတီလန်းရှင်ဆရာကြီးတယောက်ရှိတယ်အဲ့တော့ဦးဇင်းကသူ့ကိုမေးတာပေါ့အဘွားသောတာပန်ဖြစ်မယ်ဆိုရင်အဘွားကိုလူတယောက်ကတတ်မယ်တတ်ပြီးရင်သောတာပန်ဖြစ်မယ်ဆိုရင်အဘွားအသက်ခံနိုင်မှာမလားလို့ပဲအမလီသောတာပန်သာဖြစ်မယ်ဆိုတော့အသက်ခံနိုင်မှာလေတဲ့တေချာလားဆိုတေချာတယ်ဒါနဲ့အဘွားကတရားအထုတ်ရမှာကိုတရားမှလည်းတောင်ကြောက်တယ်ပေါ့ဆိုအဲ့တော့ तू ကနားမလဲဘူးတိလားမျက်လုံးပြူးနဲ့ဦးဇင်းကိုကြည်နေတာဒါနဲ့အဘွားကတရားအထုတ်ရမှာကိုတရားမှလည်းကြောက်တယ်ပေါ့လို့ဘာဖြစ်လို့တုံးလဲဘုရားကတရားအထုတ်လို့ရင်တရားတို့တရားမြတ်ကိုရမယ်လို့ဟောထားတာအဖေကအသေးပဲခံမယ်တရားတော့အမထုတ်ဘူးဆိုတဲ့အတိတ်ပဲရောက်အဲ့တော့တရားအထုတ်ရမှာကိုတရားမှလည်းကြောက်တယ်ဆိုတဲ့အတိတ်ပဲမရောက်ဘူးလားဆိုတော့ဟုတ်သားပဲတဲ့သိလားအဲ့တော့ဦးဇင်းတို့ကလည်းတခါလေကိုစဉ်းစားကြည့်တယ်ပေါ့နော်တန်ရာတန်ကြီးမပေးခြင်းတကယ်နည်းနည်းလေးနဲ့မှအလကားနီးပါလိုချင်တဲ့ဒီမဉ္ဇဉ်ဖွင့်ရအောင်အဲ့ဒါကြောင့်မို့လို့အဲ့ဒါနဲ့လွယ်ရလိမ့်မယ်နောက်တစ်ချက်ကရွဲကုံတယ်ဒီနောက်တစ်ခေါက်ဆိုတာကိုသူအလွန်မျှော်လင့်တယ်တရားဓမ္မတို့ဦးဇင်းတို့လည်းပဲနောက်တစ်ခေါက်ကိုအလွန်မျှော်တယ်အဲ့ဒီနောက်တစ်ခေါက်ကဘာလဲဆိုရင်ဘယ်တော့ကြာရင်တော့ငါဘလို့ကိုပြီးပြင်းလှုပ်လိုက်မယ်ဆိုတဲ့နောက်တစ်ခေါက်
ဟုတ်လားအနာဂတ်နောက်တစ်ခေါက်ပေါ့နော်ဒါပေမဲ့အဲ့ဒီကိုမျောမှန်းခဲ့တဲ့အဲ့ဒီအနာဂတ်နောက်တစ်ခေါက်ကြီးကတကယ်ဖြစ်လာပြီတကယ်ပြစ္ဆုတ်ပံရောက်လာပြီဆိုတော့အဲ့ဒီကြတော့လည်းပဲဟိုလိုဒီလိုအကြောင်းမျိုးမျိုးပြပြီးတော့နောက်ထပ်အနာဂတ်နောက်တစ်ခေါက်ဆိုတာရပြန်ရောဒီလိုနဲ့နောက်တစ်ခေါက်ပြီးနောက်တစ်ခေါက်နောက်တစ်ခေါက်ပြီးနောက်တစ်ခေါက်နဲ့သေသားသေးရောနောက်တစ်ခေါက်ကမစောဟုတ်လားအေးဒါကြောင့်ပိဿပေါင်းတော်ကောင်တို့တန်ရတန်ကြီးမပေးနိုင်ဘူးဟုတ်လားဒီအချက်ကြောင့်လွဲလိမ့်မယ်ပြီးရင်အနာဂတ်ကိုမဆုံးနိုင်အောင်ရွှေ့နေတဲ့အတွက်ကြောင့်လည်းပဲလွဲရလိမ့်မယ်ဒီရွှေခွက်နဲ့အေးတချို့ဘဝဆုံးသွားပြီရွှေခွက်နဲ့လွဲသွားတဲ့လူတွေပဲတကယ်တမ်းကတရားတို့တရားမြတ်ကိုမရဘဲနဲ့သိဆုံးသွားတဲ့ပုဂ္ဂိုလ်တိုင်းဒီအဲ့ဒါရွှေခွက်နဲ့ဒီဘဝမှာတော့လွဲသွားတာပဲလွဲသွားပြီဆိုတဲ့အခါမှာစောတော်ကတေတိဝရွဲကုန်တဲ့ဒီပထမယူတယ်နောက်သေးတယ်အဲ့ဒီအချက်ကလေးကိုစဉ်းစားကြည့်နော်အဲ့ဒီမှာတေကာနီးအနေထားလေးကိုစဉ်းစားကြည့်နော်မဉ္ဇဉ်ဘုံဉဏ်တရားတို့တရားမြတ်စိတ်ချရတဲ့အနေထားနဲ့လွဲခဲ့ပြီဆိုတော့ဘာဖြစ်တော့ရွဲကုန်တဲ့ကရွဲတွေငွေတွေကိုပြစ်ကျဲသလိုမသွေးယူသွေးတန်းဖြစ်ပြီပေါ့ဟုတ်လားအဲ့လိုပဲတေကာနီးမှာငါတော့ဆုံးခဲ့ပြီငါတော့ရှုံးခဲ့ပြီအခွင့်အရေးတွေအကုန်လုံးကိုဖြုံးထိခဲ့ပြီဘာမှမမေ့ရရငါမရလိုက်ပါလားပူလောင်မှုနဲ့အကုန်လုံးပြာရခတ်ပြီးတော့တချို့ဆိုရင်မကင်နိုင်ရတော့ဘူးလားဘာလာညာလားဆိုပြီးတော့နှုတ်ကနေဖွင့်ပြီးတော့အကူကြီးတောင်းတာတွေဘာတွေမရှိဘူးလားတချို့ငိုကြတာရှိတယ်ယိုကြတာရှိတယ်ဒါပါလဲဆိုတော့ရွဲကုန်တဲ့ဟာအိမ်ဘဝမှာအကုန်ဖြန့်ကျဲပြီးတော့သွေးယူသွေးတန်းဖြစ်နေတာနဲ့အလွန်တူတယ်လို့ဦးချင်းထင်တယ်ဟုတ်လားအေးအဲ့လိုနဲ့သူလိုက်သွားပြီနောက်ဆုံးဒီသေးချင်းတရားကတော့ငါဘယ်တော့မှမလွတ်နိုင်တော့ဘူးဟုတ်လားတရားတို့တရားမြတ်လည်းမရဘူးနောက်ဘဝကတော့ကံပြစ်ချရပဲစိတ်နှလုံးတုံချပြီးတော့တကယ်တည်တော့မှနဲ့တူပါရဲ့လို့လဲတိလိုက်ခဲ့ရောဟုတ်လားရှုံးသွားတဲ့ဘုရားလောင်းတို့မြင်ကွင်းကပျောက်သွားလို့နောက်နှလုံးကွဲပြီးတော့တည်ရတယ်ရွဲကုန်တယ်လို့အဲ့ဒီကြတော့တကယ်ကိုအပူကြီးပူပြီးတော့အရှုံးကြီးရှုံးရတယ်အဆုံးကြီးဆုံးရတယ်ဟုတ်လားရွဲကုန်တဲ့ရဲ့ဖြစ်စဉ်နဲ့တရားဓမ္မတို့ဦးဇင်းတို့လူသားမင်းရဲ့ဖြစ်စဉ်ဟာအလွန်မှတူတယ်လို့ဦးဇင်းကတော့ထင်တယ်ဟုတ်ရဲ့လားရနေတဲ့အခွင့်အရေးကိုအကြောင်းမျိုးမျိုးပြပြီးတော့ချွတ်ချွတ်အောင်လုပ်တယ်လွဲသွားပြီဒါသေးချသွားပြီအခုချိန်ကတော့မလွဲတာဆိုတာမသေးကြသေးဘူးလေဟုတ်ဆိုမသေးသေးသမျှဘာမှဆိုဖြစ်နိုင်သေးတာဟုတ်နော်ဒီဘဝမှာဟုတ်လားအဲ့တော့မလွဲသေးဘူးမလွဲသေးဘူးဆိုတော့အပြုတ်ချက်ကလေးရှိတယ်ဒါကြောင့်ယူစရာလည်းမလိုသေးဘူးရင်ကွဲပြီးတော့သေစရာလည်းမလိုသေးဘူးနော်တကယ်ဖြစ်မှာကဘယ်အနေထားရောက်မှဆိုတော့မရတာလည်းသေကြပြီသေရတော့မယ်ဆိုတာလည်းသေကြပြီဆိုတာကိုသိတဲ့အချိန်မျိုးမှာအဲ့ဒါသွေးယူသွေးတန်းစဖြစ်မယ်ပြီးရင်အကြီးအကျယ်တုံလို့ခြောက်ချပြီးတော့သေရလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီဇတ်တော်လေးကိုဟောပြီးတော့ဏိကုံးမှာဗာပြောတုံးဆိုတော့ဣဒစေနံဝိရာတိတတ္တမတနိယမတံရှိတံတော်အနုတပိတ္တံတိတိရိဝါယံဝါနိဇောတဲ့ဒီကထားလေးပြောတယ်အတိပ္ပယ်ကဘာတုံးဆိုတော့ဣဒဤသာသနာတော်မြတ်ကြီး၌တတ္တမတသူတော်ကောင်းတရားဤနိယမတံနော်တည်မြဲတဲ့ခိုင်မြဲတဲ့အဖြစ်လို့ဆိုရတဲ့သောတပတ္တိမဲ့ဉဏ်ဖွဉဏ်ကိုရတဲ့အဆင့်လို့ဆိုတဲ့ဒီနိယမဓာတ်ကိုနော်စေဝိရာတိအကယ်၍လွဲချော်ခဲ့မယ်ဆိုလို့ရှိရင်ဆိုလိုတာကသာသနာတော်မြတ်ကြီးနဲ့တွေ့တဲ့အခိုက်ကျင့်ကြံကြိုးကိုအထုတ်မယ်ဆိုလို့ရှိရင်အထုတ်နိုင်တဲ့အခွင့်အရေးအပြည့်အဝရှိတဲ့လူဘဝကိုရနေတဲ့အခိုက်ဒီအခြေအနေကောင်းတွေအခွင့်သာတုံးဆိုတာကိုကြုံနေပါလေခင်နဲ့နော်မဲ့ဉဏ်ဖွဉဏ်ကိုရအောင်အမထုတ်လိုက်နိုင်ဘူးသောတပတ္တိမဲ့ဉဏ်ဖွဉဏ်ကိုအဓိကထားပြီးတော့ပြောတယ်ဒီနေ့မှာနော်နိယမတဲ့နော်နိယမဆိုတာနော်ခိုင်မြဲသွားတဲ့သဘောနော်သူကမြဲသွားတယ်ဆိုတဲ့သဘောဘာမြဲတယ်ဆိုတော့ချမ်းသာမြဲတယ်ပေါ့သူတည်လို့ရှိရင်အပေလေးပါးကြားစရာအကြောင်းမရှိဘူးအထက်မဲ့ဉဏ်ဖွဉဏ်ကိုတေချာပေါက်သူကလဲလျောင်းရရှိတယ်ဒါကြောင့်သူကအနိယမမဟုတ်ဘူးနိယမဣဒစေနံနော်ဝိရာတိတတ္တမတနိယမတံနော်သူတော်ကောင်းတရားရဲ့နိယမတဆိုတာအဲ့ဒါဦးဇင်းတို့တတပတိမဉဏ်ဖွဉဏ်ကိုပြောတာတဲ့နော်အဲ့ဒါကိုတကယ်လို့များအကြောင်းအမျိုးမျိုးကြောင့်လွဲချော်သွားမယ်ဆိုရင်တဲ့စေဝိရာတိအကယ်၍လွဲချော်သွားမယ်ဆိုလို့ရှိရင်တွန်တင်သည်ရှိတံကြာမြင့်စွာသောကလပ်ပလုံးအနုတပိတ္တံတိတအုပ်နှွေးနှွေးနဲ့ပူဆွေးစိုးရင်ရလက်တန်းတဲ့ဘယ်လိုလူပူဆွေးတယ်လို့ပူဆွေးရမှာတော့ဆိုတော့တိတိဝါယံဝါနေစောတဲ့တိတိဝအမည်ရှိတဲ့ရွဲကုန်တဲ့ပူတယ်လို့ပူရလိမ့်မယ်တဲ့ဒါလိုက်တောင်ပြောတာနော်ပေးတင်ပေးလိုက်တဲ့အခွင့်အရေးရတဲ့ရလိုက်တဲ့အခွင့်အရေးကိုရနေတဲ့အခိုက်တည်းမှာပေးတင်ပေးလိုက်တဲ့အရင်နည်းကိုမပေးလိုက်လို့နော်ရတဲ့ရလိုက်တဲ့နော်တကယ်ဆုလက်နဲ့လွဲသွားပြီဆိုရင်တော့ဒီကဓမ္မတို့ဥချင်းတွေနော်ရွဲကုန်တယ်လို့ပူရလိမ့်မယ်ဒီနေ့မှာဥချင်းတို့ပေးတဲ့ပေါင်းတော်တို့ချက်ထွင်ပြီးတော့စဉ်းစားရရှိတာကရွဲကုန်တယ်ကအတွေးတွေမှားလို့အတွက်တွေမှားလို့လွဲချော်သွားတာကတသိန်းတန်ရွှေခွက်ပေါ့နော်ဒီကဓမ္မတို့ဥချင်းတို့တွေကအတွေးတွေမှားလို့အတွက်တွေမှားလို့လွဲချော်သွားမှာကမဲ့ဉဏ်ဖွဉဏ်တရားတို့တရားမြတ်တသိန်းတန်ရွှေခွက်နဲ့မဲ့ဉဏ်ဖွဉဏ်နဲ့ဘယ်ဟာကတန်ဖို့ရှိတော့အဲ့လိုဆိုရင်ရွဲကုန်တဲ့ကိုဟာပုံမိုက်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်ရွဲကုန်တဲ့ထဲမိုက်သူများဆိုပြီးတော့ခေါင်းစဉ်တက်ပြီးတော့ဟောအမနဲ့တူတယ်လို့ဦးဇင်းကစဉ်းစားထားတာဟုတ်လားနော်ဒါပေမဲ့လို့အခုကအခွင့်အာဏာတုံးလွတ်အောင်ယုံဖြစ်သွားတယ်နော်ဒါကြောင့်ပေးတာပေါင်းသူတော်ကောင်းတို့စဉ်းစားစရာတွေအများကြီးရှိတယ်နော်ဒါကြောင့်ရွဲကုန်တဲ့ဇက်ကိုအဓိကဟောပြောရခြင်းရဲ့အကြောင်းတည်ရရှိနေတဲ့အခွင့်အရေးကိုအသုံးမချလို့နော်ရတဲ့ရလိုက်တာနဲ့လွဲသွားပြီဆိုရင်
အင်မတန်ကြီးကျယ်တဲ့နောင်တနဲ့ပူရတတ်တယ်ဆိုတာလေးကိုကိုသတိပေးဖို့ပေါ့နော်ဒါကြောင့်ပိဿပေါင်းသူတော်တို့ဒီကနေ့ဦးဇင်းတို့ပြောခဲ့တဲ့အကြောင်းအရာတွေကိုအကုန်လုံးညီကုန်းချုပ်ကြည့်မယ်ဆိုလို့ရှိရင်နော်တန်တရားဝိဇ္ဇင်းကလွတ်မြောက်အောင်ရုံးထွက်နိုင်ဖို့အတွက်တစ်အချက်အပမဒတရားမှာမွေးလျော်ရမယ်နှစ်အချက်မိမိရဲ့စိတ်ကိုအမြဲတမ်းထိန်းသိမ်းရမယ်စောင့်စည်းရမယ်အဲ့ဒီအင်္ဂါရနှစ်ချက်နဲ့ကြိုးစားပြီးတော့မိမိရဲ့ကိလေသာတွေဟူသောညုံပြောင်းမှာနစ်နေတဲ့ဒီစိတ်ကိုထုတ်ဆောင်နိုင်ဖို့လိုတယ်အဲ့လိုထုတ်ဆောင်ဖို့အတွက်အခွင့်အရေးအပြည့်အဝရှိတဲ့လူဘဝကိုရထားတယ်ဒီလူဘဝဒီပင်လည်းတန်ဖိုးရှိတယ်ရလဲအလွန်မှရခဲ့တယ်ရခဲ့သောတန်ဖိုးရှိလွန်သောဒီလူဘဝကိုရတဲ့အခိုက်အတန့်ပါနော်ရနိုင်ခွင့်အပြည့်အဝရှိတဲ့စိတ်ချရတဲ့မဉ္ဇဉ်ပူဉ္ဇဉ်ဆိုတဲ့တရားတို့တရားမြတ်ကိုရအောင်ကြိုးစားအထောက်ဖို့လိုတယ်ပေါ့အာမထုတ်လိုက်ဘူးအကြောင်းမျိုးကြောင်းဆိုပြီးတော့လွဲခဲ့မယ်ဆိုရင်တော့ဒီအချိန်မှတော့မပူရသေးဘူးနော်ကိုအတွေ့တွေကိုအတွေ့တွေနဲ့ကိုတော့ဟုတ်နေမှာပေါ့ဟုတ်လားအေးဘယ်အချိန်ကျရင်ပူရမလဲဘဝရဲ့နောက်ဆုံးအချိန်ကျရင်တော့ပူရလိမ့်မယ်အဲ့ဒီကြတော့သူကတေးချသွားပြီလေလွဲသွားပြီဆိုတာတေးချသွားပြီနောက်စောတော့ကရွဲကုန်တွေကလည်းမလွဲခင်တုန်းကတော့သူ့စိတ်ကူးနဲ့သူဟုတ်နေတာပဲလေဟုတ်လားနောက်တစ်ခေါက်ဒီရွှေခွက်ကြီးကိုယူမယ်အမေ၄တောင်းချုံချုံနေမှာဟုတ်လားအေးတကယ်လွဲသွားပြီဆိုတော့မှတကယ်ပူရတာပဲဟုတ်လားအဲ့လိုပဲတကယ်မှတော့အရင်တို့ဘဝရဲ့နောက်ဆုံးအချိန်တကယ်လွဲသွားပြီဆိုတာကိုသိရမယ်ဆိုရင်မကောင်းပါဘူးအဲ့ဒီအချိန်မှာငါမလွဲဘူးဆိုရင်တော့ဒါတော်တော်ကိုရွှေခွက်ကိုရသွားတဲ့ဘုရားလောင်းလို့ပြောရမယ်ပေါ့အဲ့ဒီချိန်ကြရင်တော့ဟုတ်လားလွဲမယ်ဆိုရင်တော့ရွှေခွက်နဲ့လွဲတဲ့ကုန်တယ်လို့ပူရမယ်ပေါ့ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တသိန်းတန်ရွှေခွက်ဆိုတာမဉ္ဇဉ်ပူဉ္ဇဉ်တရားတို့တရားမြတ်နဲ့ဥမာပြပြီးတော့ဟောတဲ့အရာပါနော်ဒါကြောင့်အခွင့်သာတို့မှာမလုပ်ရမယ်လွတ်အောင်ယုံရမယ်ဆိုတာကိုပိဿပေါင်းသူတော်ကောင်းတို့သိရှိနားလည်ပြီးတော့ဘုရားသာသနာနဲ့တွေ့ရတဲ့လူအဖြစ်ကိုရတဲ့အခိုက်အတန့်မှာနော်သစ္စာ၄ပါးတရားသိရန်သိကြောင်းနောက်တတိပဋ္ဌာန်တရား၄ပါးမဲ့ခင်၈ပါးအစရှိတဲ့သူတော်ကောင်းတရားတွေကိုကျင့်ကြံကြိုးကိုအထုတ်ပြီးတော့မဉ္ဇဉ်ပူဉ္ဇဉ်တရားတို့တရားမြတ်ကိုရအောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့အခွင့်သာတို့လွတ်အောင်ယုံဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓနုဘာဝေနတရာတုခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗဓမ္မနုဘာဝေနတရာတုခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနတရာတုခိဝန္တုတိဒေတုမကံတင်တရားနာပိသပေါင်းသူတော်ကောင်းတို့စတာအလုံးသောတတ္တဝအနန္တတို့အားဒါဗမင်္ဂလာလောကေလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းဆိုအောင်မသွေဖြစ်တော်မူကြပါစေတည်းဒါဗဒေဝတာမိမိတို့ခန္ဓာကိုယ်ကိုစောင့်ကြနေကြကုန်သောနဲ့မိမိတို့အိမ်ကိုစောင့်ကြနေကြကုန်သောနဲ့မိမိတို့သာသနာမိမိတို့ကဘာမှစောင့်ကြနေကြကုန်သောနာမည်နှကောင်းတဲ့ပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းဆိုအောင်မသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းဒါဗဗုဒ္ဓနုဘဝေနကင်းကောင်းဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရဒါဗဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကုတေသောအနုဘောတော်တို့ကြောင့်၎င်းဒါဗဓမ္မနုဘဝေနမဲလီရန်ဖူလီရန်နိဗ္ဗာန်ပတိရိယဆိုသောစေတံတို့တရားတို့မြတ်တို့ရဲ့တကုတေသောအနုဘောတော်တို့ကြောင့်၎င်းဒါဗသံဃာနုဘဝေနမေကထံလေးရောက်ပလတံလေးရောက်ဆိုသောရှေယောတော်ရိယတန်ဃာရှင်မြတ်တို့နှင့်တကွသီလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူရတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေသောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောက်ညပါဘေကမဆိုင်ချင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း